OK စရအောင်ဒီနေ့က16ရက်ယင်းနေ့ကနေ့ရက်စာတင်ထားတဲ့အထက်ကဂျပန်နိုင်ငံရဲ့အင်တာဗျူးတွေကိုခြေကြတဲ့အချိန်မှာတောက်သမီးတို့အနေနဲ့ပြင်ဆင်ရမယ့်ဟာတွေကိုဘာတွေလဲဆိုတာကိုလေ့လာပြီးသွားပြီအဲ့တော့ပြင်ဆင်ရမယ့်ဟာတွေကတည်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့အတိုင်းအခုလည်းပဲပြင်ထားပြီးပြီလို့ယူဆတယ်ဟုတ်ပြီနော်အဲ့တော့မိမိရဲ့အိမ်မှာပြန်ပြီးတော့မှလှုပ်ထားတဲ့ပုံစံဒါမှမဟုတ်မိအကြောင်းမှာလှုပ်ထားတဲ့ပုံစံနဲ့အခုကိုနဲ့အခုဒီကင်မရာထဲမှာပြန်ကြည့်ပြီးတော့မှငါပုံစံအဆင်ပြေလားဆိုပြီးတကယ်ချင်းတွေကိုလည်းပြန်မေးကြည့်နော်ငါရဲ့ကင်မရာအဲ့မှာမြင်လို့ရှိမှဘယ်လိုမြင်နေရတော့ဒါမျိုးတွေမေးပြီးတော့မှကိုယ့်ရဲ့နေရာထိုင်ခင်းအပြင်အဆင်ပြင်ဆင်ထားတဲ့ဟာကိုပြန်ကြည့်ကြည့်ပါကိုယ့်ကိုကြည့်လို့မြင်ရတယ်ဆိုလို့ရှိရင်လည်းကြည့်လို့ရပါတယ်နော်ဂျပန်မှာအင်တာဗျူးဖြေဆိုမဲ့အချိန်မှာလိုအပ်တဲ့ဟာတွေရဲ့ first impression လည်းသင်ပြီးသွားပြီတည်သွားပြီပြီးရင် online interview အတွက်ကိုကြိုတင်ပြင်ဆင်နေလည်းရပြီပြင်ဆင်တဲ့အချိန်ဖြေဆိုမဲ့အချိန်မှာလိုအပ်တဲ့သတိပြုရမယ့်ဖြေဆိုနေတဲ့အချိန်မှာသတိပြုရမယ့်ချက်တွေကိုလည်းတည်ထားပြီးသွားပြီအဲ့ဒါဆိုရင်ဒီနေ့က interview နဲ့ပတ်သက်တဲ့လေ့ကျင့်မှုပိုင်းကိုသွားရအောင် Okay အင်တာဗျူးဖြေတဲ့ပုံစံကိုလေ့ကျင့်ရအောင်လေ့ကျင့်တဲ့ပိုင်းမှာပထမဦးဆုံးတည်ထားတဲ့နာကဂျပန်အင်တာဗျူးဖြေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂျပန်အင်တာဗျူးတွေဖြေတဲ့အချိန်မှာသူတို့ဂျပန်ရဲ့ယဉ်ကျေးမှုပုံစံကိုအနည်းငယ်တည်ထားဖို့လိုအပ်တယ်ကိုကဂျပန်နိုင်ငံကိုလာမဲ့လူဖြစ်ပေမဲ့လို့ဂျပန်စာတွေသင်ထားပြီးသားဖြစ်ပေမဲ့လို့အင်တာဗျူးဖြေတဲ့အချိန်ကြီးကြတော့ N4 level လောက်မှရှိတဲ့ဂျပန်စာယဉ်ကျေးမှုပုံစံအနေထဲမှာတချို့ဟာတွေမပါတဲ့အသုံးအနှုန်းတွေရှိတယ်သင်ထားတဲ့အသုံးအနှုန်းတွေရှိပါတယ်ရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအသုံးအနှုန်းတွေကဂျပန်နိုင်ငံယဉ်ကျေးမှုအရမပြောမဖြစ်ပြောရတဲ့အသုံးအနှုန်းတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုတေချာလေးလိုက်မှတ်ထားပြီးတော့မှဒီအသုံးအနှုန်းတွေဒီဒါကြောင့်ပြောပါတယ်ဆိုတာကိုနားလည်ထားဖို့လိုတယ်ကိုကအများကြီးပြန်မပြောနိုင်ရင်တောင်တစ်ဖက်ကဆရာသမားတွေကပြောလာတစ်ဖက်ကအင်တာဗျူးလုပ်တဲ့လူကကိုကိုပြောလာတဲ့အချိန်မှာအော် तू ကဒါကြောင့်ပြောနေတာပဲဆိုတာကိုသိစေချင်တယ်ဟုတ်ပြီနော်အဲ့တော့နံပါတ်1ဂျပန်တွေကစဆောက်ဆုံးချင်းတွေ့ဆုံတဲ့အချိန်မှာနှုတ်ဆက်တဲ့ယဉ်ကျေးမှု delay အသုံးအနှုန်းတွေရှိတယ်ဆိုတော့သိထားရမယ်နံပါတ်2ကယဉ်ကျေးတဲ့ဆက်ဆံရေးပုံစံအသုံးအနှုန်းတွေသုံးတယ်နော်ပထမဆုံးလူချင်းတွေ့နေတာတို့တွေ့ချင်းတစ်ခါမှမမြင်ဘူးတဲ့လူကိုတွေ့ချင်းပြောတဲ့အသုံးအနှုန်းရှိသလိုဒီတိုင်းပုံမှန်တွေ့နေကြလူတွေကိုသုံးတဲ့ယဉ်ကျေးတဲ့နှုတ်ဆက်တဲ့အသုံးအနှုန်းတွေရှိတယ်ပြီးရင်အဲ့လိုမျိုးပြန်ပြီးတယောက်နဲ့တယောက်စကားပြောဆိုဆက်ဆံကြတဲ့အချိန်မှာလည်းပဲယဉ်ကျေးပြောဆိုသုံးနှုန်းတဲ့စကားသုံးနှုန်းတွေတီးတန့်ရှိတဲ့ယဉ်ကျေးမှုတွေတိုင်းပြည်ကအဲ့လိုဖြစ်နေတယ်ဗောနော်သူတို့ယဉ်ကျေးမှု delay ကအဲ့ဒါကိုသိထားပေးပါနံပါတ်3ကအကူအညီတောင်းခံရင်သုံးတဲ့ယဉ်ကျေးမှုပုံစံ delay တွေရှိတယ်သူတို့နိုင်ငံမှာနော်မြန်မာပြည်မှာတော့လုပ်ပေးပါလို့ဒီလိုလေးပေါ့လေးပြောလို့ရပါမယ်သူတို့နိုင်ငံမှာယဉ်ကျေးမှုပုံစံနဲ့တစ်ခုကအကူအညီတောင်းခံတဲ့ပုံစံမျိုးကမြန်မာနဲ့မတူတဲ့အသုံးအနှုန်းတွေရှိတယ်ပြီးတော့တွဲဆုံပြီးတဲ့အချိန်မှာနှုတ်ဆက်ကြတဲ့အချိန်မှာသုံးနှုန်းတဲ့ delay အသုံးအနှုန်းတွေရှိတယ်ဟုတ်ပြီနော်အဲ့တော့နံပါတ်1ဖြစ်တဲ့စတင်တွဲဆုံတဲ့အချိန်မှာနှုတ်ဆက်တဲ့ delay အသုံးအနှုန်းကြည့်အောင်ဂျပန်တွေကတယောက်နဲ့တယောက်တွေ့တဲ့အချိန်မှာအပြန်အလှန်နှုတ်ဆက်တဲ့ယဉ်ကျေးမှုပုံစံရှိတယ်ဆိုတော့အခုပထမဦးဆုံးတစ်ခါမှမမြင်ဘူးတဲ့လူတွေကိုတွေ့လို့ရှိရင်ဟာဂျီမဲမတ်တဲ့လို့ဒါမျိုးပြောတယ်တချို့ကလည်းခွန်နီချီဝါတို့အိုဟိုင်ယိုဂိုဇိုင်းမတ်တို့ဒီလိုနှုတ်ဆက်တယ်ဒါဒီသူတို့နိုင်ငံရဲ့ယဉ်ကျေးမှုပုံစံဖြစ်နေတယ်မြန်မာမှာဆိုရင်တော့တွေ့ရတာဝန်တာပါတယ်လို့ဘာလို့ဆိုတာဒါတော်တော်ရှားရှားပါပါမပြောကြဘူးလေနော်တွေ့နေကြလူတွေဆိုရင်တော့ထမင်းစားပြီးလားနေကောင်းလားမေးတယ်လေအားရအောင်ဘလို့လဲဆိုပြီးတော့မှတစ်ဖက်သားအခြေအနေကိုပြောတာဒီမြန်မာရဲ့နှုတ်ဆက်တဲ့ပုံစံဂျပန်ဒီမှာတော့အဲ့လိုမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုမျိုး good morning တို့ good afternoon တို့နှုတ်ဆက်တယ်လို့မျိုး Ohio gozaimasu ခွန်နီချီဝါဒါမျိုးတွေပြောကြတယ်အဲ့မှာမှပထမအဆုံးတွေ့တဲ့လူကဟာဂျီမဲမတ်တဲ့ကျွန်တော်ကတော့ဘယ်သူပါအဲ့မှာမှဒီနေရာမှာရေးထားတဲ့ဒီဥစ္စာပေါ့နော်ကိုရီကာရာအိုဆေဝါနီနာရီမတ်ဆိုတဲ့ဟာကိုပြောတယ်ဂျပန်လူမျိုးတွေကသူတို့ရဲ့နှုတ်ဆက်တဲ့အထဲမှာ package အလိုက်ပေါ့နော်တွဲရက်တွေပြောတာကကိုရီကာရာအိုဆေဝါနီနာရီမတ်ဆိုတဲ့အချိန်ကြတော့အတိတ်ပဲဒီအခုကနေစပြီးကိုရီကာရာဆိုတာအခုကနေစပြီးပေါ့အခုကနေအိုဆေဝါနီနာရီမတ်ဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့ဒုက္ခတွေကိုကျွန်တော်ကနေပြီးတော့မှခမည်းအပေါ်မှာတစ်ဖက်ကဆရာကိုအကူအညီတွေနဲ့မိခိုပါမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ကိုမိခိုခွင့်ပြုပါဒါမျိုးပုံစံမျိုးအတိတ်ပဲသုံးနှုန်းတာဖြစ်တယ်ကိုရီကာရာကိုဆရာညီနာမှာဆရာကြီးကိုရီကာရာကိုဆရာညီနာဒီမှာဒါမှမဟုတ်တယောက်နဲ့အပြင်မှာတွေ့တယ်ကိုနဲ့အခုမှပထမအဦးဆုံးတွေ့မဲ့လူ
သူ့ရှီရလဲကွာဘာအကူကြီးမှမရဘူးသေးဘူးဆိုတဲ့လူကိုပြောရင်ခိုရီကာရာအိုဆဲဝါနီနာရီမဆိုတဲ့ဟာကိုသုံးကြတယ်မှတ်ထားအောင်နော်ဒီဂျပန်နိုင်ငံရောက်လာပြီဆိုရင်မင်းတို့နေတိုင်းဒီသုံးလုံးတွေကအခုရေအချင်းကြီးမရေမတွက်နိုင်အောင်သုံးရမယ်ခိုရီကာရာအိုဆဲဝါနီနာရီမဆိုတဲ့ဟာဒီပထမဦးဆုံးတစ်ချိန်တွေ့တဲ့အချိန်မှာပဲသုံးတယ်ပထမဦးဆုံးအခုဆရာနဲ့တွေ့နေတာ4ရက်လောက်ရှိပြီဆိုရင်ခိုရီကာရာအိုဆဲဝါနီနာရီမလို့မသုံးတော့ဟုတ်ပြီနော်တွေ့ပူးသားဖြစ်နေပြီဆရာကလည်းတမီးတို့တင်သားတို့တင်ပေးနေတာဖြစ်တဲ့ကြောင့်သားတို့ကလည်းဆရာရဲ့ကျေးဇူးတွေကိုရနေပြီဆရာကျေးဇူးကြောင့်ဂျပန်စာတက်သွားတယ်အင်တာဗျူးလုပ်တဲ့ကိုင်းနေတက်တယ်ဆိုတာဒါအိုဆဲဝါလို့ပြောတယ်ဆဲဝါဖြစ်သွားတယ်နော်အဖိုးဖွားတွေရဲ့ဆဲဝါကိုလုပ်ပေးတယ်ဆိုခိုင်းကိုတွေဆိုရင်လည်းသိလိမ့်မယ်လေနော်အဖိုးဖွားတွေရဲ့ဆဲဝါကိုလုပ်ပေးတယ်အဖိုးဖွားတွေကိုပြုစုဆောင်ရှောက်တယ်အဲ့တော့ခိုရီကာရာအိုဆဲဝါနီနာရီမဆိုကျွန်တော်ကိုစောင့်ရှောက်ပေးပါကျွန်တော်ကဒါကနေအခုကနေစပြီးတော့မှကျွန်တော်ကခမရဲ့အဆောင်ရှောက်ကိုရယူပါမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့စောင့်ရှောက်ပေးပါအောင်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောတဲ့အသုံးအနှုန်းမျိုးဖြစ်တယ်အဲ့တော့ခိုရီကာရာအိုဆဲဝါနီနာရီမတ်ဆိုလို့ရှိရင်ပထမဦးဆုံးတွေ့ချင်းမှာပြောတယ်နောက်ချိန်လဲတွေ့ရောခိုရီကာရာအိုဆဲဝါနီနာရီမတ်ဆိုပြောလိုက်तू ကငါ့ကိုမတွေ့ဘူးလို့ပဲအခုချိန်လဲလာပြီးမသိတဲ့လူပုံစံမျိုးပြောနေတယ်ဆိုပြီးဖြစ်သွားလိမ့်မယ်အဲ့တော့အင်တာဗျူးမှာအခုစပြီးတော့အင်တာဗျူးတွေ့ပြီဟိုဘက်ကကျောင်းကဆရာမနဲ့တွေ့ရင်ကွန်နီချီဝါခိုရီကာရာအိုဆဲဝါနီနာရီမတ်ကျွန်တော်အားတော့အခုချိန်ကနေစပြီးတော့မှကုညီဆောင်ရှောက်မှုတွေကိုရယူခြင်းပါတယ်ကျွန်တော်ဆောင်ရှောက်ပေးပါခင်ဗျာဆိုတဲ့ပုံစံနဲ့သုံးလုံးလိုက်တယ်ခိုရီကာရာအိုဆဲဝါနီနာရီမတ်ဒါပေမဲ့နောက်တစ်ခါအင်တာဗျူးကဒုတိယအကြိမ်တွေ့ပြန်တယ်ဒီလူနဲ့ပဲတွေ့ထားပြီးပြီနော်ဒီဆရာနဲ့ပဲတွေ့ပြီးဆိုရင်အဲ့ချိန်ကျရင်တစ်မျိုးပြောင်းသွားသူတော့ခိုရီကာရာအိုဆဲဝါနီနာရီမတ်ဆိုမသုံးတော့ဘဲနဲ့ခိုရီကာရာကတော့ပထမဦးဆုံးတွေ့ရင်တွေ့တာဆိုတာဒါကပြက်သွားရောအိုဆဲဝါနီနာရီမတ်ကအိုဆဲဝါနီနတ်တဲ့အိုရီမတ်လို့ပြောတယ်နတ်တဲ့အိုရီမတ်နတ်တဲ့ဆိုတာတဲ့ပုံစံဖြစ်သွားပြီဆိုရင်ဘာအဓိပ္ပာယ်ဖြစ်သွားတော့နေဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော်တဲ့ imas ဆိုရင်နေတယ်အဲ့တော့တဲ့ imas ဆိုတော့နတ်တဲ့ imas လို့ပြောတဲ့ဟာကိုပိုရင်ကျေးသွားအောင် orimas နဲ့သုံးတယ်နော်ပိုပြီးရင်ကျေးသွားတယ်နတ်တဲ့ imas ကလည်းရင်ကျေးပြီမဲ့လို့သူ့ထက်နောက်တစ်ဆင့်မြင့်သွားတဲ့အတွက်ကြောင့်အိုဆဲဝါနီနတ်တဲ့ imas အိုဆဲဝါနီနတ်တဲ့ orimas ဆိုပြီးသုံးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့တောက်လျှောက်ဆရာတို့ပေါ်မှာကျေးဇူးတွေရှိနေပါတယ်ဆရာတို့ပေါ်ဆရာတို့ရဲ့ပြုစုဆောင်ရှောက်မှုတွေကိုခံယူနေပါတယ်ဆရာတို့ရဲ့မေတ္တာတွေကိုခံယူနေပါတယ်ပေါ့မြန်မာလိုတည့်ပြောလိုက်နော်ဆရာတို့ရဲ့မေတ္တာတွေကိုခံယူနေပါတယ်ဆိုပြီးတော့မှသုံးတယ်ပထမဦးဆုံးတွေ့ချင်းကကြတော့ခိုရီကာရာအိုဆဲဝါနီနာရီမတ်ဆိုရင်အခုကနေစပြီးဆရာတို့ရဲ့မြတ်တာကိုခံယူပါမယ်လို့ပြောတယ်ပထမဦးဆုံးတွေ့ဘူးတယ်ဒါဒီဂျပန်နိုင်ငံရဲ့နေ့စဉ်ပြောနေအခုဆရာတို့လည်းအခုဖုန်းလာတယ်ဖုန်းလာမင်းတို့ကတော့မြန်မာလူဆိုရင်မော်ရှိလို့ပြောတာပေါ့ဘာမှမသိသေးတဲ့လူကိုဂျပန်မှာဖုန်းလာတဲ့အချိန်မှာဒီဖုန်းကငါ့ကိုခေါ်နေကြဖုန်းငါနဲ့အလုပ်အကြောင်းဆက်ဆံစကားပြောနေတဲ့လူဆိုရင်အိုဆဲဝါနီနာတဲ့အိုရီမတ်ဖုန်းကနော် handis ကျွန်တော် hand မှာ handis အိုဆာဒီနာတဲ့ orimas ဒါမျိုးပြောတယ်ဒါနတ်တဲ့ orimas ဆိုတဲ့အဓိပ္ပာယ်ဒီအမြဲတမ်းတွေ့နေကြတခါတွေ့ဘူးပြီးသားလူတွေကနောင်ချိန်မှာလည်းပဲသူတို့ရဲ့မြတ်တာကိုခံယူဖို့အတွက်ကိုအိုဆာဒီနတ်တဲ့ orimas လို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုမမားစေပါနဲ့အခုမြန်မာနိုင်ငံမှာ online တွေမှာတင်ပေးနေတဲ့ပုံစံတွေထဲမှာကိုကဒီလိုပဲလေ့ကျင့်ငယ်ဒီသဘောတရားကိုနားမလည်ပဲနဲ့ interview မှာはじめまして私はブドゥブドゥဖြစ်ပါတယ်どうぞよろしくお願いしますအဲ့မှာမှဒါကိုထည့်ပြောချင်တဲ့ခါကျတော့ကိုရီကာရာအိုဆဲဝါနီနတ်တဲ့အိုရီမတ်ဆိုပြီးပြောလိုက်တယ်ကိုရီကာရာအိုဆဲဝါနီနတ်တဲ့အိုရီမတ်လည်းပြောလိုက်ရောဒီဘက်ကအင်တာဗျူးနားထောင်နေတဲ့လူတွေငါတို့နဲ့လည်းမတွေ့ဘူးတောင်းလျှောက်သူကငါတို့ရှေ့ကနေပြီးတော့မှမြစ်တာတွေခံယူနေတယ်လို့လည်းပြောသေးတယ်တခါမှလည်းမတွေ့ဘူးနဲ့ဘာလို့ဒီလိုပြောတာလဲဂျပန်ယဉ်ကျေးမှုကိုမသိဘဲနဲ့သုံးသလိုဖြစ်သွားတတ်တယ်ပြဿနာမရှိပေမဲ့လို့ကိုကတစ်ဆင့်မြင့်တဲ့ပုံစံမျိုးနဲ့ပြောမယ်ဆိုရင်ဒါကိုသိထားဖို့လိုတယ်နောက်တစ်ခုကကြတော့ဒိုးဆိုယောရရှိကုအိုနဂါယီတာရှိမတ်ဒါကတော့ပုံမှန်ပြောနေကြစကားနော်ဒိုးဆိုယောရရှိကုအိုနဂါယီရှိမတ်ဆိုတဲ့ဟာဒီဂျပန်တွေကနှုတ်ဆက်တဲ့အချိန်တွေမှာလည်းသုံးတယ်အကူအညီတောင်းတဲ့အချိန်တွေမှာလည်းသုံးတယ်အခုလိုမျိုးနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့စောင့်ရှောက်ပေးပါဆိုတဲ့အနေနဲ့စောင့်ရှောက်မှုကိုလိုချင်တဲ့အချိန်မှာစောင့်ရှောက်ခိုင်းတာပေါ့စောင့်ရှောက်ပေးပါဆိုပြီးတော့မှတောင်းဆိုတယ်ဒိုးဆိုယောရရှိကုအိုနဂါယီရှိမတ်နော်မေတ္တာပေးပါမေတ္တာခံယူပါမယ်ဆိုတဲ့ပုံစံမျိုးအဓိပ္ပာယ်မျိုးဖြစ်သွားတယ်ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်အဲ့တော့ဒါဒီဂျပန်လူမျိုးတွေယဉ်ကျေးမှုပုံစံဖြစ်ပါတယ်နောက်တစ်ခုကတည်ထားစေချင်တာသူတို့တွေဒီအများနဲ့နှုတ်ဆက်နေကြတယ်ဆိုတာတည်ထားပါနော်မင်းတို့အင်တာဗျူးထိုင်နေတယ်ဆိုလို့ရှိရင်ဆရာ9ယောက်ထိုင်နေ9ယောက်စလုံးကသူ့လက်ရောက်နှုတ်ဆက်တယ်ကိုကလည်းပြန်နှုတ်ဆက်အောင်သူတို့ကတော့9ယောက်ဖြစ်လို့တယောက်ကိုတစ်ခါဖြစ်ပြန်ကိုက9ခါလောက်ပြန်နှုတ်ဆက်ရမယ်
နော်အဲ့ဒါကိုသိနေဖို့လိုတယ် तू ကဒီဘက်ကဆရာ interview ပြီးသွားလို့ရှိရင်ဟာဂျီမန်မတ်တဲ့လို့ပြောလိုက်ကိုကလည်းဟာဂျီမန်မတ်တဲ့လို့ပြန်ပြောရမယ် तू ကလည်းပဲအိုဆီယန်နီနာရီမတ်လို့ပြောရင်ကိုကလည်းအိုဆီယန်နီနာရီမတ်လို့ပြန်ပြောရတယ် तू ကလည်းယော်ရိုရှိကုနဲ့ဆိုဟိုက်ဒိုးဆိုယော်ရိုရှိကုနဲ့ကိုရှိမတ်လို့ပြန်ပြောကြတယ်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ဒီလိုပုံစံမျိုးယဉ်ကျေးမှုပုံစံမျိုးရှိတယ်လို့နားလည်ထားပါမြန်မာနိုင်ငံမှာတော့အဲ့လောက်ထိနဲ့ဆိုင်ဆိုင်နေမပြောကြတဲ့အတွက်ကြောင့်အခုပထမဆုံးတွေ့နာမည်ဘယ်လိုခေါ်လဲဟာကျွန်တော်နာမည်ကတော့ဝေဖြိုးလို့ခေါ်ပါတယ်ခင်ဗျကဲ interview စရဟုတ်ကဲ့ပါခင်ဗျဒါပဲလीနော်မြန်မာမှာဆိုလို့ရှိရင် interview စမယ်နော်ဟုတ်ကဲ့ခင်ဗျာဆိုရင်ဟာဟုတ်ကဲ့ကျွန်တော်ဒီမှာဒီအခုကနေစပြီးတော့မှမြစ်တာခံယူပြရပါစေတို့ပြီးလို့ရှိရင်ကျွန်တော်တို့ကူညီဆောင်ရှောက်ပေးပါတို့ဆိုမြန်မာတွေကမသုံးကြဘူးလေတို့တော့ယင်ထဲမှာတော့ရှိနေတယ်လေနော်အဲ့တော့ဂျပန်တွေကအဲ့ဒါကိုယင်ထဲကဟာကိုစကလုံးနေနဲ့ဖော်ထုတ်ထားတယ်ဆိုတော့နားလည်ထားပါโอเคနံပါတ်1ယင်ကျေးတဲ့ဆက်ဆံရေးအသုံးအနှုန်းတွေရှိတယ်ဆိုတာကဒါကိုကြည့်အောင်အဲ့တော့ဂျပန်တွေကတူးနဲ့တူးစကားပြောတဲ့ချိန်မှာယင်ကြီးပြောတယ်အခုတောက်သမီးတို့ N4 N3 တွေတီကိုတင်လာတဲ့အထက်မှာယင်ကျေးတဲ့အသုံးအနှုန်းတွေတင်တယ်ဒါပုံမှန်ယင်ကျေးမှုတွေပေါ့နော်ပုံမှန်ယင်ကြီးပြောဆိုတဲ့ဟာတွေကိုပြောကြပါတယ်ဒါပေမဲ့လည်းပဲအဲ့ဒီမှာနောက်တစ်ဆင့်တက်သွားတဲ့အချိန်မှာကိုနှိမ့်ချတဲ့ဟာတွေကိုသုံးတယ်နော်ကိုနှိမ့်ချတယ်ဆိုရင်မြန်မာမှာဆိုရင်တော့အခုကျွန်းတော်လို့ပြောတယ်မှာကျွန်းတော်လို့ပြောတယ်အဲ့ဒါကိုနှိမ့်ကျွန်းထဲမှာတော်တဲ့လူကျွန်းတော်လို့ပြောတယ်ရှေးဘရင်ခေတ်ကပြောတဲ့ပုံစံလေကျွန်တော်တို့ကျွန်းမလို့ဆိုပြီးသုံးတယ်လေဒါဒီအဓိပ္ပာယ်ရှိတယ်နော်ကျွန်းအနေနဲ့ကိုကျွန်းလို့သတ်မှတ်တယ်ပေါ့နော်ကျွန်းပေါ့ကျွန်းတော့ဒါပေမဲ့မြန်မာမှာနောက်ဆက်စကားလုံးတစ်လုံးရှိတယ်ကျွန်ုပ်ဆိုကျွန်ုပ်လို့ပြောတယ်ကျွန်တော်လို့ပြောတာမဟုတ်ဘူးနော်အဲ့တော့အင်္ဂလိပ်စကားတွေထဲမှာမြန်မာတွေဘာခေါ်လဲအရင်ခေတ်ကဗာလဲအင်္ဂလိပ်တွေရဲ့ကျွန်းပြူသွားတဲ့ခေတ်တုန်းကရုပ်ရှင်တွေပြန်ရရင်တွေ့ဥပါလိမ့်မယ်အင်္ဂလိပ်လူတရုတ်ဆောင်တဲ့လူကလေကျွန်ုပ်ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောတယ်မလားကျွန်ုပ်ကဆိုပြီးပြောအဲ့ဒါတမင်တကာသုံးတာနော်အဲ့ဒီသုံးတော့ကျွန်ုပ်ဆိုတာဒီကိုကအပေါ်နေတယ်လူကျွန်းတော်လို့ပြန်မပြောနော်အဲ့တော့ကျွန်းတော်လို့ပြောခြင်းနဲ့ကျွန်းမလို့ပြောခြင်းနဲ့ဆိုရင်ကိုကအောက်ကနေတယ်ကိုကနှိမ့်ချထားတာကိုဆိုရတော့အဲ့တော့ဂျပန်မှာလည်းပဲဂျပန်လူမျိုးတွေကကိုနှိမ့်ချပြီးပြောတဲ့လူတွေရှိတယ်နောက်တစ်ခုကကြတော့တစ်ဖက်သားလူကိုဂုံတင်ပြီးတော့မှဂုံမြင့်ပြီးပြောတာရှိတယ်နော်အရှင်ဖေဟာတို့မြန်မာမှာဆိုရှိတယ်မလားဖုန်းကြီးတွေကိုဆက်ဆံပို့ပြီးတော့မှဖုန်းကြီးတွေနဲ့ဆရာတော်တွေနဲ့စကားပြောလို့ရှိရင်ပို့ဆိုးတယ်လीနော်ပို့ပြီးတော့မှယဉ်ကျေးမှုကပိုမြင့်သွားတယ်နော်အဲ့တော့ဥပမာဆရာတော်အရှင်ဖေဟာတပည့်တော်ကျွန်းတော်တဲ့တောင်မဲ့နှိမ့်သွားတပည့်တော်လို့ပြောတယ်နော်တပည့်တော်ဖုန်းကြီးကိုပြောတယ်ဆိုလို့ရှိရင်အရှင်ဖေဟာစားပါလို့ပြောမလားနော်အပြင်ပြတဲ့ဒီအဲ့တော့ဒီစကလုံးတွေသုံးမယ်ဆိုရင်အကေဖုန်းကြီးကိုပြောတဲ့ဟာနဲ့ဒီစကလုံးကြည့်အောင်ဂျပန်လိုပေါ့နော်အီကုဆိုတာကဂျပန်လိုဒါပုံမှန်သုံးတဲ့စကားလုံးပုံမှန်သုံးတယ်နော်ပုံမှန်ဖူစုလို့ပြောတယ်နော်ဂျပန်မှာဆိုအီကုသွားတော့အဲ့တော့ဖုန်းကြီးကိုသွားပြီးတော့မှအရှင်ပြဒိုးသွားလို့ပြောမလားပြောလို့မရဘူးလीနော်ဖုန်းကြီးသွားကိုသွားပြီးတော့မှအရှင်ပြမြန်မာလူငယ်ချင်းပြောတယ်ဆိုရင်ဒိုးမယ်ကွာဆိုရင်ဒိုးဒါမှဟဲ့လစ်လိုက်တော့လို့ဒါမျိုးရှိတယ်မလားလူငယ်တွေပြောအဲ့မှာနောက်တစ်ခုကကျတော့အီကီမတ်ဆိုတာကပုံမှန်ယဉ်ကျေးမှုကိုပြောတယ်ဒါပုံမှန်အမြဲတမ်းကိုကယဉ်ကျေးတဲ့ပုံစံအရှင်ပြသွားလို့ပြောလိုက်တယ်ဟာဘေးကလို့အရှင်ပြသွားလို့ပြောတယ်ဆိုဒါဆိုရင်သူ့အဆင့်ကမကြသေးဘူးနော်ဒီဟာဆိုလို့ရှိရင်အီရာရှာတို့ဆိုရင်ဒါဆိုရင်ယဉ်ကျေးသွားပြီယဉ်ကျေးတာမှဘယ်လောက်ထိယဉ်ကျေးသွားလဲဆိုတော့တစ်ဖက်လူကိုဂုံတင်ပြီးတော့မှပြောတာနော်ဂုံတင်ပြီးမှပြောတယ်နောက်တစ်ခုကကြတော့ဒီဘက်ကဥကားကောက်ဆိုရင်လည်းယဉ်ကျေးသွားပြီဒါဆိုရင်သူကနှိမ့်ချပြီးမှပြောတယ်အဲ့တော့နှိမ့်ချပြီဆိုမှတော့ကိုနှိမ့်ချရတော့မယ်နော်ကိုနှိမ့်ချတဲ့အချိန်မှာကိုနှိမ့်ချမယ်ဆိုလို့ရှိရင်ကျွန်တော်လာခဲ့ပါမယ်ခင်ဗျာကျွန်တော်လာခဲ့မယ်ဥကာဂိုင်မတ်လို့ပြောတယ်ဝါတာရှိဥကာဂိုင်ရှိမတ်ဥကာဂိုင်မတ်လို့ပြောတယ်နော်ဥကာဂိုင်မတ်ဆိုအဲ့တော့ကျွန်တော်လာမယ်ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါမယ်ခင်ဗျာဆိုတာကိုမြန်မာမှာအဲ့ဒီနှိမ့်ချတဲ့စလုံးဘာရှိသေးတော့စဉ်းစားကြည့်အောင်ကျွန်တော်လာခဲ့မယ်နော်ကျွန်တော်လာခွင့်ပြုပါခင်ဗျာဒါမျိုးလောက်ပဲရှိမယ်လीနော်ဥကဲမီနဲ့ပြောတာလောက်ပဲရှိမယ်အဲ့တော့ဂျပန်မှာကြတော့အဲ့ထက်ကိုမှပို့ပြီးတော့မှကိုနှိမ့်ချပလိုက်တဲ့စကားလုံးကိုသုံးတယ်အဲ့တော့ဥကာဂါဟုလို့သုံးတယ်ခုနကဆရာတော်လည်းပဲဆရာတော်ကြွလာပါတယ်နော်ဆိုရင်အီရာရှာရုလို့သုံးတယ်ဆရာတော်ကြွနေပဲဆရာတော်ကြွပါကြွတယ်ဆိုလို့ချင်းအီရာရှာရုဆိုပြီးတော့မှဆရာတော်ကိုပြောတယ်အီရာရှာရုအဲ့တော့ဆရာတော်ရဲ့ဂုံတင်လိုက်တယ်ဆရာတော်ကြွပါတယ်ဆိုတော့အဲ့တော့ဆရာတော်သွားတယ်လို့ပြောလို့ရှိရင်ပုံမှန်ယဉ်ကျေးတဲ့ပုံစံဖြစ်တယ်ဆရာတော်တော့ဒိုးသွားပြီဆိုလို့ချင်းဒါဆိုရင်မင်းတို့ပုံမှန်ဖူစုတွေဖြစ်သွားပြီနော်ဟုတ်ပြီနော်အဲ့တော့ကိုနှိမ့်ချတဲ့ပုံစံမျိုးသုံးတဲ့နေရာမှာဆရာတော်သွားပြီးတော့မှနှိမ့်ချတဲ့ပုံစံသွားတစ်ဖက်ကလူကလည်းပဲဟာသူဘာပြောနေတာတော့တစ်ဖက်ကလူကိုနှိမ့်ချပြီးဘာလို့ပြောရတာလဲနော်ဆရာတော်ဥကာဂိုင်မတ်ဆိုလို့ရှိရင်အတိတ်ပဲမရှိတော့ဆရာတော်က
နှိမ့်ချပြီးတော့မှတခုခုကိုလောက်ရတယ်လို့ဖြစ်သွားအဲ့တော့ဒီစကလုံးအသုံးလုံးတွေဒီတောက်သမီးတို့ N4 ရဲ့နောက်ဆုံးစာမျက်နှာလောက်မှာတချို့တွေပါတယ် N3 တွေမှာလည်းပါတယ် N2 တွေမှာဆိုရင်အများကြီးပါလာပြီဂျပန်နိုင်ငံရဲ့လုပ်ငန်းခွင်တွေကိုရောက်ရင်ဒီအသုံးလုံးတွေကိုတောက်လျှောက်တွေသုံးကြတယ်ဆရာတို့တွေလည်းပဲအမြဲတမ်းဂျပန်လူမျိုးမဟုတ်တဲ့ကြောင့်တစ်ခါကျမှားသွားတတ်တာတွေရှိတယ်ကိုယ့်ထက်အကြီးကိုပြောနေတာလားကိုနှိမ့်ချပြီးပြောနေတာလားပုံမှန်ယဉ်ကျေးမှုနဲ့ပြောရမှာလားကိုလက်အောက်ကလူကိုပြောတာလားဆိုတာဒီအများကြီးခွဲခြားပြီးပြောရတယ်တိုးတော်ဒီဥစ္စာတွေကအုံနောက်ကပြောတော့မှစဉ်းစားလို့မရအောင်နှုတ်ကြိုးနေအောင်ပြောနေမှရဟုတ်ပြီနော်ကိုရီကအာစတာဥကာဂိုင်ရှိမတ်နဲ့လို့ပြောလိုက်လို့ရှိရင်မနေ့ကကျွန်တော်လာခဲ့ပါမယ်ခင်ဗျာနော်လာပြီးတွေ့ပါမယ်ခင်ဗျာကိုနှိမ့်ချတာကိုကသွားပြီးမယ် तू ကအပေါ်မှာနေတဲ့လူနော်နောက်ပြီးကြတော့ဒီမှာအီရာရှာရုဆိုလို့ရှိရင်တထေးကအီရာရှာရီမတ်နဲ့အီရာရှာရီမတ်ဒါမျိုးပြောတာလိုမျိုးတွေရှိတယ်ပုံမှန်အဖြစ်တော့ ikimas တို့ဘာလို့ကတော့ပုံမှန်တွေ့နေပြောနေကြပုံစံနေနဲ့ရင်ကြီးပြောတယ် iku တို့ဘာလို့ဖြစ်သွားပြီဆိုမင်းတို့ရုပ်ရှင်တွေကာတွန်းကားတွေထဲမှာပြောနေတယ်တငယ်ချင်းချင်းတွေပြောတဲ့ပုံစံမျိုး futsu တွေဖြစ်သွားပြီလှုပ်ထဲတွေမှာlevel 2ချင်းတွေပြောကြတဲ့အချိန်ကြတော့မနေ့ကဘယ်လိုလဲနေ့ကဝါသချိမို iku နဲ့ဝါသချိမို iku ရောဒါပေမဲ့ကိုတဲ့ပုံမှန်ရင်ကြီးပြောနေတယ်ဆိုလို့ရှိရင်ဝါသချိ asta ikimas နော်ဒါမှမဟုတ်လို့ရှိရင်မနေ့ကကြောက်လို့ရှိရင်ကိုကနှိမ့်ချတဲ့လူဆိုလို့ရှိရင်ကိုနှိမ့်ပြီးပြောရမယ်ကိုတဲ့အဆင့်မြင့်တဲ့လူတွေနဲ့တွေ့နေတယ်ဆိုရင်အာစတာဝါတရှိဥကာဂိုင်မတ်နော်ဒါမျိုးဖြစ်သွားအတုံးလုံးတွေတစ်စင်းချင်းစီပြောင်းနေဆိုတော့မှတ်ထားပါအဲ့တော့မင်းတို့တွေလည်းပဲအင်တာဗျူးဖြေဖို့အတွက်ဆိုရင်တချို့တွေလေ့ကျင့်လာကြတယ်နော်တချို့နေရာတွေမှာသုံးသင့်မသုံးသင့်ဆိုတာကိုဒါကိုဘာကြောင့်သုံးတာလဲဆိုတာကိုသိပြီးတော့မှသုံးစေချင်တယ်ဟုတ်ပြီနော်ဒီကိရိယာတစ်လုံးကနှိမ့်ချပြီးပြောနေတဲ့အသုံးလုံးကိုသုံးတာလားတစ်ဖက်သားသူကိုမြင့်တင်ဂုံမြင့်ပြီးပြောတဲ့အသုံးလုံးကိုသုံးနေတာလားငါတို့ပုံမှန်ယဉ်ကျေးတဲ့အသုံးလုံးကိုပဲသုံးတာလားဆိုတဲ့ဟာကိုကိုပြသိပြီးတော့မှသုံးစီခြင်းပါတယ်เนาะဒါဂျပန်နိုင်ငံရဲ့စကားပြောသုံးလုံးတွေနေ့စဉ်သုံးလုံးနဲ့ဆက်ဆံရေးတွေမှာသုံးတဲ့နံပါတ်1ကနံပါတ်3ကကြတော့အကူအညီတောင်းခံတဲ့ delay မှာအကူအညီတောင်းတဲ့ဂျပန်တွေကတယောက်ကိုတယောက်အကူအညီတောင်းနေဆိုရင် yoroshiku onegai shimasu ဟုတ်ပြီเนาะ yoroshiku onegai itashimasu အဲ့တော့ဒီနေရာမှာ onegai itashimasu လို့လည်းပြောတယ် onegai shimasu လို့လည်းပြောတယ်ဒီနာ ita ကိုဖြုတ်ပြီးတော့မှ shimasu လေးနဲ့တင်ပြောတာတွေလည်းရှိပါတယ်အဲ့တော့တခုသိထားမှာကအင်တာဗျူးမေးတော့မယ်ဆိုရင်ထားပါတော့စနစ်နံပါတ်7အင်တာဗျူးမေးမယ်တော့ဆရာမတွေကနေမြန်မာလိုပဲပြောကြမေးမယ်တော့သူပြီးသွားပြီဂျပန်တွေကမေးမယ်တော့ပြီးတဲ့အနောက်မှာ onegai shimasu ဆိုတဲ့ဟာဆက်လာyoroshiku onegai shimasu နဲ့ကောင်းမွန်လေးဖြည့်ပေးပါနော်ကောင်းမွန်လေးပြန်ပြောပေးပါတယောက်နဲ့တယောက်အပြန်အလှန်ကောင်းမွန်ဖြည့်တဲ့ဆက်ဆံရေးကိုတိစောက်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ yoroshiku onegai shimasu လို့ပြောတယ်အဲ့မှာကိုကပို့ပြီးတော့မှတငယ်ချင်းပြောရဲဆိုရင် futsuke ဖြစ်သွားတယ်ဆိုရင် yoroshiku ပြောလိုက်တယ်နော် yoroshiku ဆိုရင်ကိုကအပေါ်ကလည်းဖြစ်တယ် futsu လည်းဖြစ်တယ်ဥမာရုံးကလူတယောက်သွားတယ်အနောက်ဖေးကိုသွားလိုက်တယ်ဆိုရင်သမီးဆရာကိုရေလေးခတ်ခဲ့ပေးပါအောင်မြန်မာမှာဆိုရေခတ်ခဲ့ပေးပါအောင်ရဲ့အနောက်မှာဘာစကားလုံးမှမပါတော့ဂျပန်မှာကျတော့ရေလေးခတ်ခဲ့ပေးပါအောင်စောင့်ရှောက်ပေးပါအောင်နော်ကူညီပေးပါအောင်နော်ဆိုတော့ yoroshiku နဲ့ဆိုတဲ့ဟာကိုသုံးတယ် yoroshiku ဆိုတာကိုသုံးတယ်ဟုတ်ပြီနော်အဲ့တော့သူတို့လူမျိုးတွေကအဲ့လိုမျိုးပြောနေတယ်ဆိုရင်ကိုကလည်းပဲဥပမာနံပါတ်7ကိုပြောလိုက်တယ်နံပါတ်7အင်တာဗျူးစမယ်နော် yoroshiku onegai shimasu ဆိုပြောရင်အင်တာဗျူးဖြေမဲ့လူကလည်းဟုတ်ကဲ့ပါခင်ဗျကျွန်တော်လည်းဖြေမှာမလို့ကျွန်တော်လည်းမေးခွန်းလေးတွေလွယ်အောင်မေးပြီးနော်ကျွန်တော်လည်းဖေးမမလေးပြောပေးပါအောင်နော်ဆိုရင်ကိုကလည်း yoroshiku နဲ့လို့ပြန်ပြောတယ်အဲ့ဒါကိုယဉ်ကျေးအောင်ပြောတော့ yoroshiku onegai shimasu သူ့ရဲ့ပုံယဉ်ကျေးတော့ yoroshiku onegai itashimasu လို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လို့ဒီစကားလုံးတွေသုံးနေလဲဆိုတာဒီသူတို့ယဉ်ကျေးမှုဖြစ်နေလို့သူတို့ယဉ်ကျေးမှုဖြစ်တဲ့ကြောင့်သူတို့လည်းသုံးနေတယ်ကိုကလည်းဟုတ်တယ်ကျွန်တော်မေးမယ်ကျွန်တော်လည်းပြန်ဆောင်ရှောက်ပြီးခင်ဗျားတို့မေးတာလည်းကောင်းအောင်ဖြေမယ်ဒါမျိုးပေါ့နော်တယောက်နဲ့တယောက်အပြန်အလှန်ပြောတဲ့ကြောင့် yoroshiku onegai shimasu ဒါဒီအကူအညီတောင်းခံတဲ့အချိန်တွေမှာတောက်လျှောက်ပြောနေတဲ့အသုံးလုံးတွေဖြစ်တယ်ဆရာတို့တွေလည်းပဲတယ်လီဖုန်းတွေပြောနေတယ်အလုပ်ငန်းခွင်မှာတွေ့ဆုံနေဆိုလို့ရှိရင်တောက်လျှောက်ပြောနေတယ်တယောက်နဲ့တယောက် yoroshiku onegai shimasu hi yoroshiku onegai shimasu ပြောတယ်ဘာမှမဟုတ်လည်းပဲပြောနေတယ်နော်ဘာမှမဟုတ်လည်းပဲပြောနေနော်ဘာဖြစ်တယောက်နဲ့တယောက်အလုပ်ကဆက်ဆက်နေတဲ့အတွက်ကြောင့်မို့လို့သူကူညီပေးမှကိုရမှာမလားအခုတောက်သမီးတို့လည်းပဲဒီအင်တာဗျူးတွေကဆရာတို့ကဖန်တီးပေးတယ်တောက်တို့သမီးတို့ကြောင်းနေဖန်တီးပေးတဲ့ကြောင့်ဖြေရတာလीဟုတ်တယ်နော်အဲ့တော့သူတို့ရဲ့ကျေးဇူးတွေရှိတဲ့အတွက်ကြောင့် yoroshiku လုပ်ပေးအောင်ဆရာရဲ့သမီးကိုတော့မြန်မာမှာဆိုရင်တော့အကူအညီတော့တောင်းတဲ့ချိန်ကျရင်မှာအဆုံးလုံးအကူအညီတော့ဆရာရဲ့လုပ်ပါအောင်မင်းတို့ပတ်စံချီးဘူးရင်တော့တည်လိမ့်မယ်ပတ်စံတကယ်ကိုမရှိတော့လို့ပါလုပ်ပါအောင်900လောက်တော့ချီးပါအောင်နော်အဲ့လိုမျိုးပေါ့မနေ့ကကြောက်လို့ရှိရင်တော့ပြန်ဆက်ပါမယ်ပြောရတယ်လေအဲ့ချိန်ကျရင်ရှေ့ရစကလုံးတွေဘာတွေခဏထားလိုက်ဂျပန်လို့ဆိုyoroshiku onegai shimasuလုံးဝလူကဟိုပါလဲညိုးငယ်နေပြီးတော့မှလုပ်ပါအောင်ကူညီပါအောင်ဆိုတဲ့ပုံစံမျိုး
ဒါမျိုးပြောတာနော်အဲ့တော့မြန်မာမှာကြာရင်တော့တော်တော်လေးတုံခဲ့တဲ့ပုံစံမျိုးဖြစ်သွားတယ်โอเคနော်အဲ့နံပါတ်4ကတွေးဆုံမှုအပြီးမှာနှုတ်ဆက်ကြတယ်နှုတ်ဆက်တဲ့ delay ယဉ်ကျေးမှုပေါ့နော်တယောက်နဲ့တယောက်အပြန်အလှန်နှုတ်ဆက်တဲ့ဟိုဟာတွေ့တဲ့အချိန်မှာတော့ဟုတ်တယ်ပြီးသွားတဲ့အချိန်မှာနှုတ်ဆက်ကြတယ်ပြန်တဲ့အချိန်မှာတူးနဲ့တူပြီးသွားပြီပေါ့နော်တွေးဆုံလို့ပြီးသွားပြီဆိုရင်ကိုကအရင်ထွက်သွားမဲ့လူနော်ကိုကအရင်သွားတော့မဲ့လူဆိုရင်အိုဆာကီလို့ပြောတယ်အရင်ဦးဆုံးကိုကထွက်တယ်အဲ့တော့မင်းတို့ interview မှာလည်းပဲတယောက်ချင်းစီ view တဲ့ကြောင့်ဒီဘက် view တဲ့လူတွေထိုင်နေခဲ့မှာဒီနော်ထိုင်နေခဲ့တော့ကိုကအရင်ထွက်ရမှာလीထွက်တော့ရပြီပြီးသွားပြီလို့ပြောတဲ့ချိန်ကြာလို့ရှိရင်တချို့ကလည်းအာဒီကာတူကိုဇိုင်းမတ်လို့ပြောပါတယ်တချို့ကလည်းဟုတ်ကဲ့ကျွန်တော်အရင်ထွက်ခွင့်ပြုပါထွက်ခွင့်ဝင်ပြုပါဆိုပြီးဒီလိုပြောမြန်မာပြည်မှာတော့တွားလိုက်ဦးမယ်နော်လို့ပြောမှာပေါ့ကွာမင်းတို့ interview တစ်ခုမှာကဲရပြီဒီနေ့ interview ပြီးသွားပြီဆိုရင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးပြီလေနော်အဲ့မှာမြန်မာမှာအဲ့လိုပြောပြီးမဲ့ဂျပန်မှာကြတော့ဟာကျွန်တော်အရင်တွားခွင့်ပြုပါအောင်ခင်ဗျာရှိစုတဲ့ရှိမဆိုခွင့်ပြုပါခွင့်လုပ်ပါပေါ့နော်ခွင့်ပြုပါလို့ပြောတာပေါ့နော်ရှိစုတဲ့ရှိမအဲ့တော့အဲ့ဒီရှိမကိုနောက်ထပ်ပို့ပြီးယဉ်ကျေးအောင်ပြောတော့ဘာနဲ့သုံးမလဲဆိုတော့ခုနပြောတဲ့ itashimasu နဲ့တွဲလိုက်တယ်ရှိစုတဲ့ itashimasu ဆိုပြီးပြောတယ်အရှိကနေကြတော့ osaki ဆိုတဲ့ saki ဆိုတဲ့အရင်လို့ပြောရနော် osaki ရှိစုတဲ့ shimasu အရင်ခွင့်ပြုပေးပါကျွန်တော်အရင်ပြန်ခွင့်ပြုပါပေါ့မြန်မာလိုပြောရင်တော့เนาะအရင်ပြန်ခွင့်ပြုပါလို့ပြောတယ်အဲ့တော့ osaki ရှိစုတဲ့ shimasu အဲ့တော့အကယ်၍ osaki ရှိစုတဲ့ shimasu ဆိုတဲ့ဒီ saki ကိုမသုံးချင်ဘူးဆိုလို့ရှိရင်လည်းပဲခွင့်ပြုပါဆိုတဲ့ရှိစုတဲ့ shimasu ဆိုတဲ့ဒီတစ်ခုတည်းကိုလည်းသုံးလို့ရတယ်ရှိစုတဲ့ shimasuနော်အဲ့တော့အခုအခန်းထဲဝင်လာပြီဆိုလို့ရှိရင်လည်းပဲရှိစရိရှိမတ်နဲ့တချို့လည်းဝင်လာကြတယ်ခွင့်ပြုပါဆိုပြီးဝင်လာတယ်နော်ဒါကတော့ပုံမှန်တကားခောက်ပြီးတော့မှရှိစရိရှိမတ်ဥပမာလူကြီးခန်းတစ်ခန်းကိုသွားတော့မယ်ကိုကတောက်တကားခောက်လိုက်တယ်ဟိုဘက်ကအတန် high လို့ထွက်လိုက်တယ်ဆိုရင်ရှိစရိတရှိမတ်ဆိုပြီးတကားလေးအသာလေးဖွင့်ပြီးဝင်သွားတာမျိုးနော်ဒါမျိုးရှိတယ်အဲ့တော့ဒီ interview တွေမှာလည်းပဲမင်းတို့ကနေရာပြောင်းပြီးတော့မှတယောက်နဲ့တယောက်အပြန်အလှန်ပြောင်းရမယ်ဆိုရင်ပထမပြီးသွားတဲ့လူက Osaki Shizure Itashimasu နဲ့ပြောပါတယ်နောက်လာတဲ့လူကဝင်လာလို့ရှိရင်Shizure Ishimasu ထိုင်လိုက်တယ်ပြီးတော့မှကိုနှုတ်ဆက်တဲ့ Hajimemasu တဲ့ဘယ်သူပါပြီးလို့ရှိရင် Korekara Osewa ni narimasu ဒါပြီးလို့ရှိရင်တော့ကျွန်တော်မြစ်တာတွေခံယူပြရစေပြီးလို့ရှိရင်ကျွန်တော်တို့မေးခွန်းတွေမေးလို့ရှိရင်လည်းတေချာကောင်းမွန်လေးမေးပေးပါအောင်တော့ကူညီပါအောင်တော့ဆိုတော့ဒိုးဆိုရောရှိကူ onegai shimasuသူကတပုံစံနဲ့တွဲတွေဖြစ်နေနော်အဲ့ဒါတွေကနှုတ်ကျိုးနေအောင်ပြောရင်းနဲ့ရင်ဘတ်ထဲကပြောနေမှာဒီ interview လုပ်တဲ့အချိန်မှာလည်းပဲအပြန်အလှန်ပြောမယ်သူပြောလာရင်လည်းကိုက ping ဆိုစိတ်ထဲမှာतू ကဒါကိုပြောနေတာပဲဆိုတာကိုသိနိုင်မယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပုံစံမျိုးတွေနဲ့ပြောရဲဆိုတာကိုသိထားပြီးတော့မှ interview ဖြေဆိုနိုင်အောင်လေ့ကျင့်အောင်နော်ဟုတ်ပြီနော်အဲ့တော့ interview မဖြေခင်မှာဂျပန်ရဲ့ယဉ်ကျေးမှုကိုရင်ဘတ်ထဲမှာကြောင်းနေအောင်လုပ်ထားပြီးတော့မှစားတွေ့တဲ့အချိန်မှာငါတို့ကနှုတ်ဆက်ကြရမယ်သူတို့ယဉ်ကျေးမှု delay ကတော့ဒီလိုမျိုးရှိတယ်ပြီးရင်ယဉ်ကျေးတဲ့ဆက်ဆံရေးပုံစံတွေရှိတယ်အဲ့တော့သုံးတဲ့ကရိယာသုံးလုံးတွေဒီfutsu တွေမဖြစ်ဖို့လိုတယ်mass ပုံစံတွေကပုံမှန်ယဉ်ကျေးမှုဖြစ်တယ်ကိုကဒီတဲ့ပုံမြင့်အောင်သုံးခြင်းပို့ပြီးသုံးခြင်းသုံးလို့ရတယ်တော့မသုံးတတ်ဘူးဆိုရင်လည်းသုံးစရာမလိုဘူးเนาะအတင်းဝါးတော့ရှားစရာမလိုပါဘူးပြီးရင်ဂျပန်လူမျိုးတွေအကူအညီတောင်းခံတဲ့အချိန်မှာပြောနေကြစကားလုံးရှိတယ်ယော်ရိုရှိကုဆိုတဲ့စကားလုံးကိုငါတို့သိချပြောမယ်ပြီးသွားလို့နှုတ်ဆက်ပြီးထွက်မယ်ဆိုလို့ရှိရင်လည်းပဲအိုဆာကီရှိဆိုတဲ့ရှိမဆိုတဲ့ဟာနဲ့ပြောပြီးတော့မှထွက်ကြတယ်ဆိုတာကိုသိထားရင် okay ပြီအဲ့တော့ interview ဖြေမယ် interview ဖြေပြီးဆိုရင်စမယ်ဆိုရင်မနေ့ကပြောတယ်ခါမထိုင်ထားပါနော်ငြိမ်လေးနေကြပါကင်မရာကိုကြည့်နေပါဟုတ်ပြီနော်ကင်မရာကိုကြည့်နေပါ earphone နဲ့စကားပြောပါလို့ပြောထားတယ်အဲ့တော့ပထမဦးဆုံးဂျပန်လူမျိုးတွေကအကူညီinterview ပဲဖြစ်စေတွေ့ဆုံတဲ့အချိန်မှာဖြစ်စေနှုတ်ဆက်တဲ့အချိန်မှာ ojiki ဆိုတာရှိတယ်နော် ojiki ဆိုတာမှတ်ထားပါ ojiki ဆိုတာဒီ ojiki ဒီခါညွတ်အယူတွေပေးတဲ့ပုံစံနဲ့နှုတ်ဆက်ကြတယ်ပြီးတော့မှခါညွတ်ရည်သွေးပေးပြီးတော့မှအာဟိဆာစုလို့ပြောတယ်နှုတ်ဆက်တဲ့ဟာတွေပရိတန်တရာစကားတွေကိုပြောတယ်အာဟိဆာစုလုပ်တယ်ပြီးတော့မှကိုမိတ်ဆက်တယ်ကိုဘသူပါကိုနာမည်ကိုမိတ်ဆက်တယ်ကိုရဲ့အသက်တွေကိုမိတ်ဆက်တယ်မွေးနေ့တွေကိုမိတ်ဆက်တယ်အဲ့တော့ဒီနေရာမှာတခုတည်သားစေချင်တာကဂျပန်နိုင်ငံရဲ့ interview တွေမှာ interview ပေါ့နော် interview တွေမှာမွေးနေ့တွေကိုပြောတာတို့ဘာတို့တိတ်မရှိကြအောင်ဘာလို့ကိုရဆိုရင်လည်းမှရေးထားပြီးလေနော်တချို့ရဲ့ကိုရဆိုရင်လည်း privacy တွေကိုမေးတာတွေသူဂျပန်တွေမကြိုက်ဘူးနော်အဲ့မှာမိသားစုအကြောင်းတွေမင်းပို့ဆိုးတယ်မိသားစုဘယ်နှယောက်ရှိတယ်တို့ဘာဂျပန်တွေမေးထားမရှိဘူးနော်တစ်ဖက်သားမိသားစုတွေမဖြေကြအောင်ပြောစရာလည်းမလိုတိုးတော့တောက်သမီးတို့ဒီ interview တွေကတော့ကျောင်းလာတက်ဖို့အတွက်ကိုမိဘ sponsor ပေးမှာဟုတ်
နော်မိဘ sponsor ပေးမယ်ဆိုတော့ကိုမိဘအကြောင်းကိုလည်းပဲထည့်ပြောစီချင်တာပေါ့ဒါကြောင့်မလို့ရေးထားတာဖြစ်တယ်ပုံမှန် interview တွေမှာတော့ဒီမိသားစုတွေဘာတွေအကြောင်းတွေပြောစရာမလိုဘူးဘာဖြစ်လို့ကိုကအလုပ်လျှောက်ပြီးဆိုရင်ကိုမိသားစုကအလုပ်လုပ်မှာမဟုတ်ဘူးလေကိုကအလုပ်လုပ်မှာအဲ့တော့အဲ့ဒါတွေပြောစရာမလိုနောက်တစ်ခုကိုရဲ့စုမကြီးကတော့ဒါကတော့ပြောပေါ့နော်အလုပ်လာဖို့သွားဖို့လာဖို့ဘယ်လောက်ရှိဝေးပြီးရင်နောက်ဆုံးပညာရည်ချင်းဘယ်လောက်ရှိလဲစိုက်ရှုကာကူလဲကီလို့ပြောတယ်ပြီးရင်ဂျပန်စာအရေးချင်းကိုဘယ်လောက်ရှိလဲဆိုပြီးတော့မှကြွားလို့ရတယ်ပြီးရင်ကိုယ့်ရဲ့အလုပ်အကင်ကျွန်တော်တို့ဘာလုပ်နေလဲဆိုရဲရှီကိုတူအကြောင်းပြောတယ်ပြီးရင်ရှုမီကိုယ့်ရဲ့ဝါသနာတွေကိုပြောတယ်ပြီးရင်ကိုယ့်ရဲ့ထန်းလျှော်ချိုးလျှော်တွေဆိုရဲကိုယ့်ရဲ့အားတာချက်တွေအားနည်းချက်တွေကိုပြောတယ်ပြီးရင်ရှီဘိုဒိုကီနော်ဒီဟာဘာလို့လျှောက်ထားတာလဲဒီအကြောင်းကိုဘာလို့လျှောက်တာလဲဒီ scholar ကိုဘာလို့လျှောက်ရတာလဲဆိုတဲ့ဟာပြီးရင်ဒီ shortcut ကင်းနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့စိတ်ဝင်စားတဲ့အကြောင်းရင်းတွေကိုပြောနိုင်ပြောလို့ရတယ်ပြီးရင်ကိုယ့်ရဲ့ email တွေဟုတ်ပြီနော်အဲ့တော့ short တိုင်းရဲ့ email ဆိုတာကဟိုတနေ့ကပြောတဲ့ရည်မှန်းချက်တွေရှိတယ်ဘာတွေလိုအပ်တယ်လဲရဲ့အဲ့အတွက်ကိုကဘယ်လိုစူးစမ်းမလဲဆိုတဲ့ဟာတွေကိုပြောနိုင်ဖို့လိုတယ်အဲ့တော့ဒီမှာဘယ်လိုစူးစမ်းမလဲဆိုတဲ့ဟာကိုဆက်ပြောတယ်နောက်ဆုံးကျတော့သူတို့ကမေးခွန်းတွေမေးတယ်ဟုတ်ပြီနော်မေးခွန်းတွေမေးပြီးတော့မှကိုကနေပြီးတော့မှinterview ကနေထွက်ခွာမယ်ခုနပြောတဲ့ Osaki Shizure Shimas နဲ့ထွက်ခွာမယ်ဆိုတော့အခုဒီ18ချက်လောက်နဲ့ဘောင်ဝင်အောင်ပြောကြမယ်နော်ဘောင်ဝင်အောင်လေ့ကျင့်ကြမယ်အဲ့တော့ဒီကြားထဲမှာမင်းတို့ရဲ့ကိုယ့်ရဲ့လေ့ကျင့်ထားတဲ့ပုံစံတွေလည်းရှိတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့လေ့ကျင့်ထားတဲ့ပုံစံတွေလည်းပြောလို့ရတယ်သုံးလို့ရတယ်သို့တော့ဒီချက်တွေကိုတော့ပါအောင်ပြောစေချင်တယ်နော်ပြောစီခြင်းနဲ့ပထမဦးဆုံးOGKI ဆိုတော့ကြည့်အောင် OGKI ကမြန်မာလူပြောရင်တော့အယိုသေးပေးတယ်ဆိုရင်မြန်မာမှာတော့ခေါင်းငုံလိုက်တယ်လို့ထင်ကြတာပေါ့နော်ခေါင်းဇက်ကြီးဒီလိုချိုးလိုက်တယ်11ကွေးလိုက်တာမဟုတ်ပါဘူးခါညွတ်အယိုသေးပေးတယ်လို့မှတ်ထားပါခါကွေးပြီးတော့မှလှုပ်တဲ့ပုံစံပါဟုတ်ပြီနော်ဒီခါကနေပြီးတော့မှအရှိကိုကိုင်းသွားတဲ့ပုံစံပါတိုးတော့ဒီနေရာမှာထိုင်ရကြီးနဲ့လှုပ်အောင်ဆိုတဲ့အခါကျတော့ကင်မရာကြီးနဲ့ဆိုတော့အဆင်မပြေဘူးလေနော်အဲ့တော့ဂျပန်နိုင်ငံရောက်လာလို့ရှိရင်လည်းပဲတေချာလေးအဲ့ဒါကိုသိထားဖို့လိုတယ်ခေါင်းငုံတာမဟုတ်ပါဘူးရင်ကိုဖွင့်ပြီးတော့မှကျိုးမမတ်ထားပြီးတော့မှခါကိုဒီလိုခါကိုပဲညှွတ်ချလိုက်တာပါရှိကိုနော်အဲ့တော့ခါကိုကိုင်းချတဲ့ဟာပါပြီးရင်ကြာချင်းက3စက္ကန့်လောက်ကြာအသက်တစ်ခါရှူတဲ့အချိန်လောက်ကလေးပေါ့နော်အဲ့တော့ကိုကနှုတ်ဆက်လိုက်တယ်ဆိုအိုဟိုင်ကိုဆိုင်မဆိုပြီးကင်မရာကိုကြည့်ပြီးနှုတ်ဆက်ပြီးတာ ਨੇ ဒို့ဆိုယောရိုရှိကူအိုနဂါအီတာရှိမဆိုပြောပြီးရင်အယိုသေးပေးမယ်ဆိုရင်အသက်တစ်ခါရှူလောက်နဲ့တင်ပြန်လုပ်လို့ရတယ်အဲ့တော့ကင်မရာမှာယူတည်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဒီလိုလေးလှုပ်လိုက်တယ်ဆိုရင်ကိုကဒီနေရာလောက်ကလေးပဲပေါ်နေတဲ့ကြောင့်ဒါမျိုးလေးပဲဖြစ်သွားမယ်လीเนาะအဲ့တော့ခါမမတ်ထားအနေနဲ့ထိုင်နေတဲ့အနေထားကနေအချီကိုယူတည်ပေးလိုက်တယ်ဟုတ်ပြီเนาะအဲ့တော့ကိုထိုင်နေတာလဲလုံးဝတက်ကြွပြီးတော့မှမတ်နေတဲ့ပုံစံမျိုးနဲ့ယူတည်ပေးတယ်တချို့ interview တွေမှာတော့မြင်နေရတယ်ပတ်တက်ရပြီးဝင်လာတာပါမြင်ရအောင်လုပ်ထားတဲ့နေရာတွေဆိုရင်တော့တေးချာချာအခုလိုမျိုးမတ်တက်ရပြီးတော့မှအယူတည်ပေးရမယ်အဲ့တော့မတ်တက်ရပြီးယူတည်ပေးတဲ့နေရာမှာဒီနေရာမှာကြည့်ပါနော်15ဒီဂရီလောက်ပဲခါကိုင်းနေဆိုရင်ခိုင်းချက်ခုဆိုတဲ့အဲ့တဲ့နဲ့ဒီလိုပုံမှန်လေးပဲတယောက်နဲ့တယောက်တွေ့တဲ့ချိန်မှာနှုတ်ဆက်တဲ့ချိန်လေးပဲကိုခိုင်းချက်ခုလုပ်တယ်လို့ခေါ်တယ်တွေ့တယ်မျက်မှန်တမ်းမိတဲ့လူနဲ့တွေ့ဟိုဟိုင်ကိုဆိုင်မှာဒီလောက်ပဲနော်ဒါ15ဒီဂရီလောက်ပဲကိုတယ်ပြီးတော့မှခဲတယ်ဆိုပြီးတော့မှရင်ကျေးတဲ့ပုံစံမျိုးတွေနဲ့နှုတ်ဆက်ပြီးဟေ့ဆိုရင်30ဒီဂရီလောက်ကိုပြီးတော့မှပြောတယ်နော်ဟိုဟိုင်ကိုဆိုင်မှာဆိုပြီးတော့မှဒီလိုပြောပါတယ်ပြီးတဲ့အခါကျတော့ side ခဲတယ်ဆိုပြီးတော့မှလုပ်တယ်ဆိုရင်90ဒီဂရီလောက်ထိဆိုတော့ဒီလိုမတ်နေရနေပြီးတော့မှ90ဒီဂရီဆိုတော့ဒီလောက်ထိဖြစ်သွားတော့မယ်လीနော်အဲ့တော့ရုပ်ရှင်တွေထဲမှာလည်းတွေ့ဦးမှာပေါ့တချို့တွေတောင်းမှန်ပြီးဟေးဆိုလို့ရှိရင်ဘယ်လောက်ထိလောက်ရလဲနော်တချို့ဆိုဒူးထောက်ရတဲ့အဆင့်တီတောင်ဖြစ်သွားလေဒိုခွဲစားလို့ခေါ်တာပေါ့နော်ဒူးထောက်တွေတောင်းမှန်တာရှိအဲ့တော့ဒီ90ဒီဂရီလောက်ထိကိုယ်ခါကိုင်းပြီးတော့မှအယူသေးပေးတာဒီအဲ့တဲ့ကကိုယ်ဆိုင်မှာလာစားသွားပြီးပြန်သွားတယ်ဆိုရင်အပေါက်မှာထွက်ပြီးနှုတ်ဆက်တဲ့ဂျပန်ဝတ်စုံတွေဝတ်စားပြီးနှုတ်ဆက်တဲ့လူတွေကိုရုပ်ရှင်တွေထဲမှာတွေ့ဘူးမှာပေါ့သူတို့တွေက90ဒီဂရီလောက်ကိုင်းပြီးတော့မှနှုတ်ဆက်ကြတယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပုံစံမျိုးတွေနဲ့ဂျပန်နိုင်ငံမှာ OGKI ကိုလုပ်ပါတယ်ခေါင်းငုံပြီးတော့မှယူတည်ပေးတော့မို့မြန်မာပြည်မှာတော့လူကြီးတွေရှေ့မှာခေါင်းငုံသွားတော့လို့ပြောတယ်လေနော်အမှန်တကယ်တော့ခေါင်းငုံတော့မို့ခါကိုင်းပြီးသွားတာပေါ့နော်ခါညွတ်ပြီးတော့မှယူတည်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမှတ်ထားပါ OGKI ဆိုတာဒီခေါင်းငုံတာမဟုတ်ဘူးပြီးရင်ထိုင်နေတဲ့အချိန်မှာကိုယ်ရင်ဘတ်ကိုဖွင့်ပြီးတော့မတ်ထိုင်နေတဲ့အတွက်ကြောင့်မို့လို့ဟာဂျီမမတ်တဲ့ဟန်တိုမိုရှိမတ်これからお世話になりますどうぞよろしくお願いいたしますပြောပြီးသွားရင်တက်လေးတစ်ခါရှူပြီးပြန်တယ်အဲ့ဒါကိုအဲ့လိုမဟုတ်ဘဲနဲ့စိတ်တွေကလည်းလောနေတယ်အာပြာတွေခတ်နေတယ်ဆိုလို့ရှိရင်ဟိုこれからお世話になりますဒါမျိုးဖြစ်တော့お世話になりますကပြောလို့ကမဆုံးသေးဘူးခေါင်းတွေကနှစ်ခါသုံးခါလေးခါလောက်တွေတောက်လျှောက်တွေညိတ်နေကြတာပေါ့နော်အဲ့တော့ကိုကသူ့ကိုအယူသေးပေးပါမယ်ဆိုတဲ့ဟာဒီ
စကားပြောတာတက်တက်အယူဒီပေးတာတက်တက်လို့မှတ်ထားပါဟုတ်ပြီနော်အဲ့တော့ရောချပြီးတော့မှကိုရီကာရာအိုဆန်နာရီမတ်ဒါမျိုးမဟုတ်ဘဲနဲ့ကိုရီကာရာအိုဆန်နာရီမတ်ဒိုဆိုယောရှိကူအိုနဂါအီတာရှိမတ်လို့ပြောပြီးရင်တေချာချာအယူဒီပေးလိုက်မယ်ပြန်မှတ်လို့ရတယ်အဲ့တော့ကိုက60ဒီဂရီပေးမလား45ဒီဂရီပေးမလားမင်းတို့ဘယ်လောက်ပေးနေလဲဆိုတာဒီမှာဘာမှမမြင်ရဘူးကင်မရာဟိုမျက်နှာလေးပဲမြင်ရတဲ့အတွက်ကြောင့်လေနော်အဲ့တော့အောက်ထဲဒီငုံချလိုက်လို့ရှိရင်ခေါင်းပဲမြင်ရတဲ့အချိန်ဒီမြင်မှုန့်လိုက်တာဆိုရင်သူယူသေးပေးနေတာပဲဆိုပြီးသွားโอเคနော်ဒါသည်သူတို့ယဉ်ကျေးမှုကိုကကောင်းကောင်းမွန်မွန်နားလည်ပြီးတော့မှနှုတ်ဆက်ထားတယ်နော်ယူသေးပေးထားတယ်ဆိုတဲ့သဘောကိုရောက်စေတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုနီချီဝါဟန်တိုမိုရှိမတ်ယောရှိကိုနေဂါရှိမတ်ပြီးတော့ဒီလိုလုပ်လိုက်အဲ့တော့ခေါင်းငိတ်ပြီးလုပ်တဲ့ပုံစံဒီမြန်မာပြည်မှာဆိုမျက်စာပစ်တာလောက်ပေါ့ဘယ်လိုလဲပေါ့နေကောင်းလားစားပြီးလားလောက်ပုံစံမျိုးအတိတ်ပဲမျိုးဖြစ်တယ်ငေါတော့တီးထားစေချင်တယ်နော်အဲ့တော့ဒီနေရာမှာလည်းပဲ15ဒီဂရီလောက်မဟုတ်တယ်ဆရာတို့အလုပ်ထဲမှာတွားနေတယ်တွေ့နေကြလူရုံးထဲကလူချင်းချင်းနေဆိုလို့ရှိရင်ဘယ်လိုလဲဆိုမင်းငေါပြလိုက်တာဘယ်လိုနေလဲဒီနေ့ဘယ်လိုလဲဟျောက်မင်းပင်မန်းလားပေါ့နော်ဒါမျိုးပြောတယ်လေမြန်မာပြည်မှာအလုပ်ထဲတွေမှာမင်းတို့လည်းအလုပ်လုပ်ခုတယ်ဆိုတော့ဘယ်လိုနေတော့6တွေတော့ညောင်းကိုက်နေပြီဆိုမျက်စာပစ်လိုက်တာပေါ့နော်အဲ့လိုအနေထားမျိုးကတယောက်နဲ့တယောက်ဟိုအယူသေးပေးရတော့အယူသေးပေးကြတာပဲသို့တော့နှုတ်ဆက်အယူသေးပေးတာလောက်ပဲရှိတယ်ဒါနော်ဒါဆိုရင် OG ကြီးရဲ့အဓိပ္ပာယ်ကိုနားလည်ပြီနော်ခေါင်းငုံယူသေးပေးတာမဟုတ်ပါဘူးခါကိုင်းပြီးတော့မှယူသေးပေးတာဖြစ်ပါတယ်အဲ့ဒီကလုံနိုင်ဖို့အတွက်ကရင်ဖွင့်ထားပြီးတော့မှကြာခြင်းကတော့3စက္ကန့်လောက်ပဲကြာအောင်လုပ်လို့ရတယ်နော်အဲ့ဒါပြီးလို့ရှိရင်လေ့ကျင့်ကြည့်ပါဘာဖြစ်လို့လဲဆိုတော့စိတ်တွေလုံးနေတဲ့အချိန်မှာအဆင့်တွေကြော်သွားပြီးတော့မလွတ်တတ်တော့ဘဲနဲ့ရောပြင်းပြီးဖြစ်သွားကြပြဿနာဘာမှမရှိဘူးဘာမှမဖြစ်မင်းတို့ចောင်းသားပဲဖြစ်တဲ့ကြောင့်ចောင်းတက်ဖို့အတွက်အင်တာဗျူးတာနော်ဘာမှပူကြမလို့မှားပါလဲဘာမှမဖြစ်ဘူးတိုးတော့ကိုကရှာကိုင်းကျင်ဆိုတဲ့ဝန်ထမ်းတယောက်လုပ်တော့မယ်နော်ကုမ္ပဏီတစ်ခုကိုသွားအင်တာဗျူးတော့မယ်ဆိုရင်တော့ရှာကိုင်းလို့ပြောတဲ့လူမှုအတိုင်းဝိုင်းတစ်ခုရဲ့လူကြီးတယောက်ဖြစ်နေတဲ့ပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ဒါတွေကိုတေချာသိဖို့လိုတယ်ဒါကြီးတေချာလုပ်နိုင်ဖို့လိုတယ်ကျွန်တော်ကတော့ဘာမှမသိလို့ဒီလိုလုပ်လိုက်မိတယ်ဆိုလို့ရှိရင်နောင်ချိန်မဖြစ်စေနဲ့အခုတော့အင်တာဗျူးမအောင်ဖြစ်သွားမှာခုကျောင်းအင်တာဗျူးကတော့ပြဿနာမရှိဘူးကျောင်းသားအနေနဲ့တတ်မှတ်ထားပေးတာဖြစ်တယ်တိုးတော့ဒီလိုယဉ်ကျေးမှုတွေသိနေပါတယ်ဆိုတာဒီကောင်းတဲ့အချက်ကိုရစေမယ်โอเค ISAT လုပ်မယ်ပေါ့နော်အဲ့တော့လမ်းစမ်းတက်ကြွစွာနဲ့နှုတ်ဆက်အောင်မင်းတို့လည်းပဲ TikTok တွေပါပေးထားတဲ့အတွက်ကြောင့်အဲ့ဒါကြီးတော့ကြည့်ပြီးပြီလို့ထင်ပါတယ်နော်အဲ့တော့ဘယ်သူမှဆိုကြောက်တာပေါ့ကွာမင်းတို့မှမဟုတ်ဆရာတို့တွေလည်းငယ်ရတယ်ဆိုကြောက်တာပေါ့အခုချိန်ထိလည်းတချို့ကိုအစင်မပြေနိုင်တဲ့နေရာဆိုကြောက်တတ်တာပေါ့နော်လူရဲ့စိတ်ကတော့ကြောက်တယ်ဆိုရင်မျက်နှာဘယ်လိုဖြစ်သွားတယ်လဲဆိုတော့ဒီလိုမျိုးပုံစံမျိုးဖြစ်သွားတတ်တယ်မျက်နှာတီးပြီးတော့မှကြောက်နေတာပေါ့နော်အဲ့တော့ပြုံးနေအောင်ပြုံးနေတတ်ဖို့လိုတယ်နော်ပြုံးနေတဲ့ဟာကိုကျင့်ထားပါနော်ပြုံးနေတဲ့ဟာကိုကျင့်ထားဖို့လိုတယ်အဲ့တော့လမ်းစမ်းတက်ကြွနေဖို့လိုတာကိုယ်စိတ်ကကိုတက်ကြွနေအောင်လုပ်ဒါကြောင့်မို့လို့အင်တာဗျူးဖြေရဲ့အချိန်မှာ15မိနစ်လောက်ကြိုပြီးဝင်ပါဆိုတာလကားပြောတာမဟုတ်ပါဘူး15မိနစ်လောက်ကြိုဝင်နေတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်နေမလဲကိုကအေးဆေးဖြစ်နေပြီလေဘယ်ချိန်ခေါ်လာမလဲကြိုက်တဲ့ချိန်ခေါ်လာတော့ငါ ready ဖြစ်နေပြီဆိုရင်ကိုကလန်းဆန်းဖြစ်နေအခုမှအင်တာဗျူးဝင်မဲ့အတွက်ကိုအခုမှဖွင့်ခလုံးနေဒီခလုံးဆိုလူကပြားတွေခတ်နေပြီချွေးတွေကလည်းပြန်နေပြီရာသီဥတုကလည်းပူတယ်ထားပါတော့လေနော်ဒီလိုတွေဖြစ်လာတယ်ဆိုရင်ကိုကစိတ်ကလန်းဆန်းတက်ကြွတဲ့စိတ်ကိုထားနိုင်ပါတော့မလားစိတ်ကဆင်းရဲနေရပြီလေနော်အဲ့တော့စိတ်ချမ်းသာကိုချမ်းသာနဲ့လုပ်လို့ရအောင်ကိုကလန်းဆန်းတက်ကြွနေအောင်လုပ်ထားပါအဲ့မတိုင်ကတ်ဟိုဗာလဲဟာတာတွေပါကြည်ထားပေါ့နော်လူရှင်တော့ပြက်လုံးတွေပါကြည်သွားပြီးတော့ရည်နေပေါ့ကိုစိတ်ထဲမှာလေနော်ဟုတ်ပြီနော်အဲ့တော့စိတ်ထဲမှာလည်းမှတ်တာငါ့ကိုဒါကြီးမေးလာရင်တော့ဘယ်လိုဖြေမလဲဆိုတဲ့စိတ်မျိုးမွေးလို့မဖြစ်ဘူးဘာဖြစ်လို့ဆို तू မေးတာပါမေးမှန်းမသိဘူးကိုတိုင်းလဲသူတို့ဂျပန်လူမျိုးဘာသာစကားအပြည့်စုံမတတ်တဲ့အတွက်ကြောင့်ပြောနိုင်ခြင်းမှပြောနိုင်မယ်ပေါ့နော်အဲ့ဒါတွေကိုစိုးရိမ်ပူပန်နေလို့ဘာမှလုပ်လို့မရအောင်အဲ့တော့လမ်းဆန်းတက်ကြွနေဖို့လိုတယ်အဲ့တော့တက်ကြွနေတယ်ဆိုရင်ပထမဆုံးနှုတ်ဆက်မှာ Ohio gozaimasu ဆိုရင်ကိုကတချို့တွေလည်းတိုးလေးပြောတယ်နော်တချို့လည်းတိုးလေးဘယ်လောက်ပြောဆိုအခုဒီမှာဆရာတို့လောက်ခံထားတဲ့ဝန်ထမ်းတွေဆိုရင်အင်တာဗျူးဖြေတော့ဘယ်လိုလေ့ကျင့်တာလဲမသိဘူးအလုပ်နဲ့လာတဲ့လူတွေနော်ဆိုင်လဲရောက်ရောဆိုင်မှာစားတောက်ဆိုင်နဲ့ရောက်တဲ့လူတွေပေါ့နော်ဆိုင်မှာကြအကျယ်ကြီးអော်ရတယ်မလားအကျယ်ကြီးပြောရတယ် Ohio gozaimasu အကျယ်ကြီးပြောရတယ်အဲ့တော့အကျယ်ကြီးပြောရတဲ့ခါကျတော့မပြောနိုင်ဘူးတဲ့ကျွန်တော်မြန်မာမှာတော့စကားပြောတူလေးပြောတာတဲ့မဖြစ်နိုင်ဘူးလားမျိုးတွေဆိုရင်နော်ကိုကဂျပန်လာကျင်တာမလားဂျပန်မှာကြောင်းတက်ချင်တာမလားကိုအင်တာဗျူးတဲ့လူ pass ဖြစ်အောင်လုပ်မှာမလားအဲ့တော့အင်းညောင်းတာဖြစ်နေတယ်ဆိုရင်ဖြစ်ပါမလားလို့ဒီဘက်ကလူကစဉ်းစားသွားတတ်တယ်ဒါကြောင့်မလို့တက်ကြွပြီးတော့မှအတန်လဲကြဲလောင်ပြောနိုင်ရမယ်နော်ကြဲလောင်ဆိုတာအတန်ထွက်အောင်ပြောနိုင်ရမယ်တစ်ဖက်ကလူကြားနိုင်လောက်တဲ့အတန် Ohio gozaimasu နော်ယင်နေကအတန်ဖြစ်နေဖို့လိုတယ်အခုကနှုတ်ဆက်လိုက် Ohio gozaimasu ဘာမှကြာနော်လူကလည်းမျက်နှာလည်းတီးနေတယ် Ohio gozaimasu မဖြစ်နိုင်တော့ဟုတ်တော့ကိုတဲကြောနဲ့ဟာ Ohio gozaimasu ဆိုရင်
ဘာဖြစ်နေပြီတော့တစ်ဖက်ကလူကဘာတက်ကြွလာအဲ့တော့အရင်အင်တာဗျူးအောင်သွားတွေဘာလို့အောင်လဲဆိုရင်သူတို့ဂျပန်သားတော်လို့မဟုတ်ဘူးဆရာမတွေအင်တာဗျူးဆရာတွေကိုနိုင်ကဘာပြောလဲဆိုတော့သူနဲ့တွေ့လိုက်တော့မှပဲငါတို့လည်းတအားကိုတက်ကြွလန်းဆန်းလာတော့တယ်တဲ့ဆရာမတွေကပြောနော်ဒီမှာအင်တာဗျူးရဲ့ဆရာမတွေဆရာတို့လိုအရွယ်တွေလေအသက်တွေကလည်းကြီးနေပြီကလေးတွေနဲ့နေ့စဉ်နဲ့အမျှအလုပ်တွေရောမိသားစုရေးတွေရောစိတ်ညစ်နေရတာပေါ့ကွာပျော်စရာလည်းတိတ်မရှိဘူးဒါပေမဲ့ဒီကမြန်မာကလေးတွေနဲ့အင်တာဗျူးတဲ့အချိန်မှာအမားတွေလည်းပောက်ကြတွေလည်းရှောက်ပြောတယ်ပြီးလို့ရှိရင်ဟီးဟီးနဲ့ပြောနေတယ်တက်ကြွနေတယ်ပေါ့နော်ဒါမျိုးဆိုတော့ဒီဘက်ကအင်တာဗျူးမေးတဲ့လူကလည်းမင်းကိုမြင်ရတဲ့အတွက်ကြောင့်မင်းရှိကအနာကြီးတွေရတယ်ပေါ့မင်းရှိကစွမ်းအားတွေငါရှိကိုရငါတို့တွေကိုရလာတဲ့အတွက်ကြောင့်မို့လို့တွေ့ရတာပြောတယ်အဲ့တော့ तू နဲ့အဲ့ဒါအတူတူစာသင်ရမယ်ဆိုရင်ပျော်စရာမကောင်းနိုင်ဘူးလား तू နဲ့အဲ့ဒါအတူတူငါတို့အလုပ်မှာရှိရင် तू လိုမျိုးလူငယ်တယောက်ငါတို့အလုပ်မှာရှိရင်ပျော်စရာမကောင်းနိုင်ဘူးလားဆိုပြီးတော့မှ तू အလုပ်ခံလိုက်တာကျောင်းကရွေးချယ်တာမှတ်ထားပါနော်ဂျပန်ကတော်လို့ရွေးချယ်တာမဟုတ်ဘူးနော်ဟုတ်ပြီနော်အဲ့တော့တက်ကြွနေတဲ့လူတယောက်ကိုရွေးချယ်တယ်ဆိုရင်အဲ့တော့တက်ကြွလန်းဆန်းနေတဲ့လူတယောက်ဖြစ်ဖို့လိုတယ်တချို့တွေကြောက်တတ်တယ်ကွာနော်ကြောက်တယ်ဆရာတို့ပြင်ခိုင်းထားတဲ့ဟာတွေအကုန်လုံးတေချာပြင်လာတယ်လူကကြောက်နေတော့မျက်နှာတီနေတဲ့အတွက်ကြောင့်လန်းဆန်းမှုမရှိတော့ဘူးနော်ဟုတ်ပြီနော်အဲ့တော့အခြေအနေတွေအကုန်လုံးကကြိုတင်ပြင်ဆင်ထားတာနဲ့ဇက်တိုက်ထားတာနဲ့တရုပ်ဆောင်ထားတဲ့ဟာနဲ့စိတ်ခံစားချက်ပုံမှာမူတည်ပြီးတော့မှပြောင်းလဲနေတာတွေဖြစ်တဲ့ကြောင့်အဲ့ဒါတွေအကုန်လုံးပြင်ဆင်ထားဖို့လို့နော်အဲ့တော့နေကင်းဘက်အင်တာဗျူးမဲ့လူကကွန်နီချီဝါဆိုပြီးတော့ဘာကွန်နီချီဝါနော်ဘာမှမဖြစ်ဘူးကိုယ်နိုင်ငံမှာမနဲ့ဖြစ်နေလို့အိုဟိုင်းကိုဇိုင်းမတ်ပြောလို့ရတယ်ငေါ2နာရီခွဲလောက်ကွာနေတာဖြစ်တဲ့အတွက်ကြောင့်ဒီနှုတ်ဆက်တဲ့အချိန်မှာအချိန်ဒီမှားသွားတာဘာမှမဖြစ်ဘူးအဲ့တော့သူတို့ကတော့ခွန်နီချီဝါလို့ပြန်ပြောလိမ့်မယ်ဒီဘက်ကနေကင်းဖြစ်နေတဲ့အတွက်ကြောင့်ပြီးရင်ခုနပြောတဲ့ဒိုးဆိုယောရိုရှိကူအိုနဂါအီတာရှိမတ်လို့ပြောတယ်ဟုတ်ပြီနော်ဟွန်ဂျီဆူကဒိုးဆိုယောရိုရှိကူအိုနဂါအီတာရှိမတ်လို့ပြောတယ်ဟုတ်နော်တော့ပေါ့ပြီနော်ဒါဒီပထမဦးဆုံးအာအီဆာဆူလုပ်တဲ့အချိန်မှာအလွယ်ဆုံးပြောတဲ့စကားလုံးနော်အိုဟိုင်းဂိုဇိုင်းမတ်နော်ဟွန်ဂျီဆူကယောရိုရှိကူအိုနဂါရှိမတ်ကိုရီကာရာအိုဆေဝါနီနာရီမတ်ဒိုးဆိုယောရိုရှိကူအိုနဂါအီတာရှိမတ်ဒါဒီပထမဦးဆုံးနှုတ်ဆက်တဲ့ပုံစံအဲ့ပေါင်းမဲ့အတိုင်းကိုနှုတ်ဆက်မယ်အဲ့တော့တယောက်တစ်ယောက်တူချင်မှတူမယ်လေနော်နေကင်းဖြစ်ရင်လည်းဖြစ်မယ်ညဖြစ်ရင်လည်းဖြစ်မယ်အမှယောရိုရှိကူအိုနဂါရှိမတ်လို့ပြောတဲ့လူရှိသလိုယောရိုရှိကူအိုနဂါအီတာရှိမတ်လို့ပြောတဲ့လူလည်းရှိတယ်နော်ဟုတ်ပြီနော်အဲ့တော့ရှေ့ကဒိုးဆိုထည့်ပြီးတော့မှယောရိုရှိကူလို့ပြောတဲ့လူလည်းရှိမယ်နောက်တစ်ခုကဟွန်ဂျီဆူဝါလို့ထည့်ပြီးပြောတဲ့လူလည်းရှိမယ်နော်အဲ့တော့ကြိုက်တယ်လို့ပြောလို့ရတယ်တင်ထားတဲ့ဟာတွေနဲ့ပြောလို့ရတယ်သို့တော့ package အတိုင်းဝင်အောင်တော့ပြောဖို့လိုတယ်ဘယ်လိုပဲပြောအဲကောက်ဖြစ်နေရမယ်ပျော်ရွှင်တက်ကြွမြူးဟိုဖြစ်နေရမယ်နော်လန်းဆန်းတက်ကြွနေတဲ့မျက်နှာအမူအရာဒီအရေးကြီးဆုံးပဲဟိုဗဇက်ကထွက်တာမထွက်လည်းဘာမှဖြစ်ဘူးအိုဟိုင်းကိုဇိုင်းမဆိုပြောတာအိုဟိုင်းအင်းနဲ့ဖြစ်သွားလည်းပဲတက်ကြွနေတယ်ဆိုရင်အိုဟိုင်းကိုဇိုင်းမထွက်တာဘာမှမဖြစ်ဘူးနော်သူနှုတ်ဆက်တာအမှန်နေပြီပဲလीနော်ဟုတ်ပြီနော်တက်ကြွနေဖို့လိုတယ်နော်တရားကိုကြည့်ပါအဲ့တော့အိုဟိုင်းကိုဇိုင်းမဆိုတက်ကြွနေတဲ့ပုံစံမှာသူ့ရဲ့ဒီနှခမ်းလေးကိုကြည့်နော်နှခမ်းကဒီလိုအောက်ကိုကျနေဆိုရင်မျက်နာတွေလိုဖြစ်နေတယ်။ तू ကပြုံးနေဆိုလို့ရှိရင်ဒီနှခမ်းလေးကအပေါ်တက်နေမလား။နော်ပြုံးနေတဲ့ပုံစံမျိုးလေး။အဲ့တော့တက်လို့ပြုံးနေတဲ့ပုံစံမျိုးဖြစ်နေအောင်ကိုသတိထားဖို့လိုတယ်။နော်လင်းမဲတွေဘာတွေတင်တန်းနေမှာဆိုလို့ရှိရင်တင်ပါတယ်ကိုပြုံးနေတဲ့ပုံစံမျိုးဖြစ်အောင်။အဲ့တော့ဒီမျက်နှလုံးကိုကြည့်။အဲ့တော့ပါဇက်ကလည်းအဲ့လိုဖြစ်နေသလိုမျက်လုံးလေးတွေကပြုံးနေတဲ့လူရဲ့မျက်လုံးကနည်းနည်းလေးကျဉ်းသွားတယ်။နော်ကျဉ်းနေတယ်။ဟုတ်တယ်နော်ကျဉ်းလေးဖြစ်သွားတယ်။မျက်လုံးပြူးမနေဘူး။အဲ့တော့ဒီမှာတီနေတဲ့ဖြစ်နေတဲ့စိုးရိမ်နေတဲ့မျက်လုံးရဲ့ပုံစံကဒီလိုမျိုးဖြစ်နေတယ်နော်အဲ့တော့ကိုမှန်ထဲမှာကြည့်ပေါ့ဒီထက်မှလည်းကြည့်လေနော်ပြီးရင်ဗီဒီယိုတွေပါပြန်တင်ပေးထားတာလေကြည့်လေနော်ပြီးရင်ပြန်ပြပေးမယ်အင်တာဗျူးလုပ်တဲ့ချိန်ကြာလို့ရှိရင်မျက်လုံးလေးကိုလည်းပြုံးနေဆိုနည်းနည်းလေးမေးထားမယ်ပါးလေးကိုလည်းနည်းနည်းလေးတင်ထားမယ်ဆိုရင်ဒါဆိုဘာပြောဟိုဟာဖြစ်နေလေနော်အဲ့တော့ဒီမှာဆိုရင်သူတို့လေ့ကျင့်ရတာဆိုရင်အဲ့တော့ခဲတန်ရှိရင်ခဲတန်လေးကိုကြိုက်ထားလိုက်ပေါ့ခဲကြိုက်ထားရင်ဒီကတက်သွားတယ်နော်ဟုတ်ပြီနော်အဲ့လိုပြုံးနေတဲ့ပုံစံမျိုးကိုလုပ်ကြည့်ပါဘာဖြစ်ဖို့အရေးကြီးတာအင်တာဗျူးအောင်ဖို့အရေးကြီးတာနော်ဟုတ်တယ်နော်ဒီအင်တာဗျူးအောင်သွားရင်ဂျပန်နိုင်ငံရောက်လာပြုံးချင်မှပြုံးဘာမှမဖြစ်ဘူးနော်အင်တာဗျူးအောင်သွားနိုင်ဖို့အတွက်ကပြုံးနေဖို့လိုတယ်အဲ့တော့ကိုယ်တိုင်ကလည်းလမ်းဆက်တက်ကြွနေမှလည်းဒါလုပ်လို့ရမှာလीနော်အဲ့တော့လမ်းဆက်တက်ကြွနေအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးပုံစံဖြစ်သွားမယ်โอเคနော်ဒါဒီမျက်နှာအမူအရာတက်ကြွနေတဲ့ပုံစံအဲ့တော့ तू ကနေပြီးတော့မှနှုတ်ဆက်ကြတယ်အပြန်လည်နှုတ်ဆက်ပြီးရင်တချို့တွေကနန်းဆက်တော့တွေပြောချသွားတာကွာနော်ကြက်ထားတာဟုတ်နော်ကြက်ထားတာအိုဟိုင်းကိုဇိုင်းမတ်သွားတဲ့ရှိဆုံးနာမိုင်းဟန်တိုမိုရှိမတ်ဆိုယောရိုရှိကိုနေကရှိမတ်ကိုရီကာရာဂျီကိုရှိုကိုင်းနေကရှိမတ်လွတ်တော့အဲ့ဒါအင်တာဗျူးမဟုတ်တော့နော်မှတ်ထားနော်ခဏကြုံရပါတယ်အဲ့တော့စိတ်တွေကလည်းတားကြီးလောနေစရာမလိုဘူးအဲ့တော့နှုတ်ဆက်တယ်ပထမနှုတ်ဆက်ပြီးသွားရင်သူ့ကိုလည်းနှုတ်ဆက်ခွင့်ပေးလိုက်အောင်လေ
ဟုတ်တယ်ဆရာတွေဘက်ကလည်းနှုတ်ဆက်ခွင့်ပေးတယ်တချို့ကဆရာတွေကိုနှုတ်ဆက်ခွင့်ကိုမပေးတော့ဘူး तू ကိုယ်တိုင်အကုန်လုံးလှုပ်ချသွားလိုက်တော့အင်တာဗျူးတစ်ခုလုံး तू ပြီးတဲ့အထိကိုစောင့်နေရဆရာတွေကလည်းဒုက္ခပဲငါတို့မပြီးနိုင်သေးဘူးလားဆိုစောင့်နေရတာပေါ့နော်နှုတ်ဆက်ချင်တာအဲ့တော့ပထမဦးဆုံးနှုတ်ဆက်ပြီးသွားရင် ISS လုတ်ပြီးသွားပြီဆိုရင်ခဏလေးစောင့်လိုက်အဲ့တော့ဒီဘက်ကလည်းပြန်ပြောမှာပေါ့သမီးတို့သားတို့ဘက်ကနှုတ်ဆက်တယ် OI ကိုဇိုင်းမဆိုရင်ဒီဘက်ကလည်းပြန်ပြောဦးမယ်ဒီ OI ကိုဇိုင်းမလို့ဟုတ်တယ်နော်ပြီးရင် Yoroshiko Nagashima ဆိုသမီးတို့သားတို့ဘက်ကပြောပြီးရင်ဒီဘက်က interview လုပ်တဲ့ဆရာတွေကလည်း Hi Yoroshiko Nagashima ဆိုပြန်ပြောချင်သေးတယ်လေပြန်ပြောခွင့်ကိုစောင့်အောင်လေနော်ပြီးရင်သူတို့ကနေမှအဲ့ဒါပြီးတော့မှကဲကိုထိုင်နေတယ်ဆိုရင်အဲ့တော့မှသူတို့က Hi Jigo Shokai Onagashima ဆိုဒီဘက်ကနေတောင်းဆိုတယ်ကိုယ်တိုင်မိတ်ဆက်ပေးပါလို့ပြောတယ်တချို့ interview တွေမှာတားကန်ကောင်းတဲ့ interview တွေဆိုရင်ဘာ Jigo Shokai မှမလုပ်ခိုင်းဘူးအချိန်မရှိတော့တာတွေလည်းပါတယ်ကိုကစဝင်လာတဲ့တက်ကြွပြီးတော့မှလမ်းစမ်းနေတယ်ဆိုလို့ချင်းရောက်ပြီ तू Jigo Shokai သူ့မလုံးနဲ့တော့ तू ဂျပန်စာကိုကြည့်လိုက်တော့လဲ Jigo Shokai လုံးနေလဲအချိန်ကုန်ပါတယ်လေ तू က N3 တောင်အောင်ထားပြီးပြီပဲဆိုတဲ့အချိန်ကြတော့ကဲငါတို့မေးတာပဲဖြေတော့နော်လို့ပြီးွားနေရတယ်လေရှိတယ်နော်တချို့ 1+3 high ကို interview တွေဆိုရင်ပထမဦးဆုံးတယောက်ကတားတော်ပြီးဖြေနေတယ်ဆိုရင်နောက်လူတွေဘာမှမမေးတော့ဘူး interview မှာ Jigo Shokai မလုံးနဲ့တော့ငါတို့သိကျင်တာလေးပဲမေးလိုက်တော့မယ်ဆိုရင်ပြီးသွားနော်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကြောင့်မို့လို့တစ်ခါကြရင်အပြန်အလှန်စကားပြောတော့လေးကိုနားထောင်ပြီးတော့မှသွားပါအဲ့တော့နံပါတ်1 ISS လုပ်ပြီးရင် Jigo Shokai လုပ်ပေးပါလို့ဒီဘက်ကတောင်းဆိုလာတော့မှကိုကဟာဂျီမမတ်တဲ့လို့ပြောခြင်းလဲပြောဒါမှမဟုတ်ဝါတာရှိကဘသူပါလို့ပြောခြင်းလဲပြောဘသူဖြစ်ပါတယ်လို့ပြောခြင်းလဲပြောဒါကလည်းစလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ Jigo Shokai Onegaishimasu လို့ဒီဘက်ကပြောမယ် Jigo Shokai Onegaishimasu လို့ပြောလို့ဒီ Onegai ကိုသူတို့ကကိုယ့်ထက်ပိုပြီးအမြင့်ဆရာတွေဖြစ်တဲ့ကြောင့်မဟုတ်တော့ဘဲနဲ့ဒိုးဆိုပြီးတော့လည်းပြောရင်ပြောJigo Shokai ဒိုးဆိုပြီးတော့မှလောက်ပါလို့ပြောမယ်နော်ဟုတ်ပြီနော် Jigo Shokai Onegaishimasu Jigo Shokai ဒိုးလို့ပြောမယ်တော့မြန်မာတွေကတော့မင်းတို့ဟို online မှာတင်နေတဲ့အားတွေမှာဆိုရင်တော့Jigo Shokai Sasete Itadakimasu လို့ပြောတယ်မလား Sasete Itadakimasu ခုနကပြောတယ်ကိုနှိမ့်ချသွားတာ Suru Saseru နော်လုပ်ခွင့်ပြုပါဆိုတော့ခဲကိုတွေနဲ့တုံးသွားတယ်နော် Sasete Itadakimasu じゃあ Jigo Shokai Shimasu လို့ပြောလဲဘာမှမဖြစ်ဘူးရိုး Shimasu နဲ့ပြောတတ်တဲ့လူကတိုးတော့ပူရင်ကြီးအောင်ပြောချင်တဲ့လူတွေက Sasete Itadakimasu လို့လေ့ကျင့်ထားကြတယ်နော်ဒါဒီတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်နှုတ်ဆက်တယ်အဲ့တော့ဒီမှာကြည့်ပါနော်ဒီထက်မှနံပါတ်1လာမသိပါတယ်သူ့မျက်နှာကိုကြည့်နော်ဒါ AI နဲ့လုပ်ထားတာမျိုးပို့နော် AI နဲ့ပြောင်းလိုက်တာသူ့ရဲ့မူရင်းမျက်နှာကဒါဖြစ်မှာတော့မသိအဲ့တော့ AI နဲ့ပြောင်းလိုက်တာဒီလိုပုံစံဖြစ်သွားဟုတ်ပြီနော်အဲ့တော့ကိုယ့်ပုံလည်း AI နဲ့ထည့်ကြည့်လိုက်မျက်နှာရုပ်တည်နေတဲ့ပုံထည့်ပြီးတော့မှ AI နဲ့ထည့်လိုက်ငါဘယ်လောက်ထိပြုံးရမလဲဆိုတာပေါ်လာလိမ့်မယ်ဒီလိုမျိုးပြုံးထားနော်အဲ့တော့ဒီလိုပြုံးနေတယ်ဆိုရင်တစ်ဖက်ကလူကဘယ်လိုမျိုးခံစားကြည့်လို့ရမလဲတက်ကြွနေတယ်လို့ခံစားရမလားနော်ဒီဘက်ကပုံနဲ့ဒီဘက်ကပုံနှစ်ပုံကြည့်တယ်နော်အဲ့တော့ဒီနှစ်ပုံမှာဒီလိုဖြစ်နေတဲ့တယောက်ကမျက်နှာကကူးဆက်စေတယ်ပေါ့ကွာဒီဘက်က interview လုပ်တဲ့လူတွေရှိကိုလည်းကူးဆက်လာပြီးတော့ interview မှာပို့ပြီးတော့မှကပ်ပတ်စုဖြစ်တယ်နော်တက်ကြွမှုဖြစ်စေတယ်လမ်းဆန်းမှုတွေဖြစ်စေကောင်းမွန်မှုတွေရရှိစေတယ်ပေါ့နော်အဲ့ဒါတွေကမင်းတို့အတွက်အခွင့်အရေးတစ်ခုရမှာโอเคအဲ့တော့နံပါတ်3ဖြစ်တဲ့နာမည်ကိုမိတ်ဆက်မယ်ဆိုရင်ကိုယ့်အမည်ကိုအပြည့်စုံပြီးသားနှုတ်ဆက်စေခြင်းနဲ့နော်私の名前はဒီမှာဆိုရင်ထက်လွင်と申しますအဲ့တော့အဲ့နေရာရောက်ရင်နည်းနည်းလေး speed ချပြီးတော့အတန်လေးကိုမှန်ပြီးလေးပြောပေါ့နော်私の名前はတာတာနင်းဦးလတ်と申しますတာတာနင်းဦးလတ်အဲ့လိုမျိုးပုံမှန်အတန်ကိုပြီးအောင်ပြောဖို့လိုတယ်နော်သူမိုရှိမတ်နဲ့ပြောတဲ့လူရှိတယ်လို့ဒီနေရာမှာလဲ imas လို့လည်းပြောကြတယ်နော် imas လို့ပြောတယ်နော်လို့ခေါ်ပါတယ်ပေါ့နော် imas လို့လည်းပြောတယ်အဲ့နေရာမှာတအားကြီးမြန်နေတချို့တွေကလေ့ကျင့်ထားကောင်းရင်မြန်သွားတတ်တယ်အဲ့ချိန်ကျရင်နည်းနည်းလေး short ပြီးတော့မှအတန်လေးကိုပြောတာတာနင်းဦးလတ်တိုမိုရှိမတ်အဲ့မှာဟွန်ဂျီဆူကယောရိုရှိကိုနေဂါအီတာရှိမတ်ထည့်ပြောပါလို့ရတယ်နော်ဟုတ်ပြီနော်ဒါဆိုရင် okay ပါပြီနာမည်ကိုမိတ်ဆက်တဲ့အချိန်ပြီးရင်အဲ့ဒီမှာမေးခွန်းကဘာလာတတ်လဲဆိုတော့နန်တိုယိုဘဲဘာဤဒစ်ကာမနော်နန်တိုယိုဘဲဘာဤဒစ်ကာနော်မေးလာတယ်နန်တိုယိုဘဲဘာဤဒစ်ကာမေးတယ်ဟုတ်ပြီနော်နန်တိုယိုဘဲဘာဤဒစ်ကာဆိုရင်ကိုနာမည်ကိုမိတ်ဆက်ပြီးသွားရင်သူတို့ကနာမည်ရအရှည်ကြီးဆိုတော့နာမည်ခေါ်မယ်ဂျပန်မှာကျတော့မျိုးရိုးနာမည်နဲ့ကိုအမည်ဆိုရင်နောက်မျိုးရှိတယ်လေနော်အဲ့တော့ဂျပန်မှာကတော့ရှင်းတယ်ကွာမျိုးရိုးနာမည်ကိုခေါ်ကြရတယ်နော်မျိုးရိုးနာမည်ကိုခေါ်ကြရတယ်ဥမာတာတာနင်းဦးလတ်ဆိုလို့ရှိရင်ဦးလတ်ကသမီးဆိုလို့ရှိရင်လက်ဆန်လို့ပြောမှရမယ်နော်သူ့ရဲ့ရှေ့ကနာမည်ရှေ့ကသူ့ကိုပေးထားတဲ့နာမည်တာတာသူ့နာမည်ဆိုလို့ရှိရင်တာတာလို့ခေါ်ရင်ရိုင်းဝါ
နော်အနောက်ကအဖေနာမည်ကိုခေါ်မှသူကယဉ်ကျေးတာဖြစ်တဲ့အတွက်ကြောင့်မျိုးရိုးနာမည်ကိုခေါ်ကြရတယ်ပေါ့နော်ဒါကြောင့်ဂျပန်တွေကလူမှားသွားမှဆိုတာမျိုးရှိသလိုတချို့တွေကနာမည်ရဲ့ရှေးလုံးတော့ကွာဘယ်လိုတော့ခေါ်မလဲအခုတာတာနင်းဦးလားဆိုဘယ်နာမှခေါ်စေခြင်းလဲတာတာလို့ခေါ်မလားနင်းဦးလို့ခေါ်မလားလက်လို့ခေါ်စေခြင်းလားဘယ်လိုမှမသိတော့ဘူးလေနော်အဲ့တော့ကိုယ်ခေါ်နေကြနာမည်မဟုတ်ရင်လည်းကိုကပြန်မထူးတတ်ဘူးလေဒါမှမဟုတ်တချို့တွေလည်းနာမည်ကတော့ဒါပေးထားပြီမဲ့လို့အိမ်မှာခေါ်နေတဲ့နာမည်တွေရှိတယ်လူလည်းရှိသေးတယ်အဲ့တော့ကိုခေါ်စေခြင်းတဲ့နာမည်ကိုပြောရမယ်နော်နန်တိုယိုဘဲဘာဤဒစ်ကဘာလို့ခေါ်စေခြင်းလဲဆိုရင်ကိုခေါ်စေခြင်းတဲ့နာမည်ကိုတာတာတိုယွန်ဒေကိုဒါဆိုင်ဟုတ်ပြီနော်တာတာတိုယွန်ဒေကိုဒါဆိုင်အဲ့တော့တင်နန်းမှာတော့အကုန်လုံးကဝါတရှိနိုနာမယဝတာတာနင်းဦးလာတိုမိုရှိမတ်တာတာတိုယွန်ဒေကိုဒါဆိုင်လို့တခါတည်းအပြီးဖြစ်ပြောသွားတယ်လေနော်အဲ့တော့အချင်းရှုံကျင်နေဆိုရင်တာတာတိုယွန်ဒေကိုဒါဆိုင်မပြောရလဲရတယ်လေသူ့မိကုန်းထုတ်ခိုင်းလိုက်ပေါ့မင်းတို့မိကုန်းထုတ်ခိုင်းလိုက်ရင်မင်းတို့မေးမမေးကုန်းကနဲသွားမယ်မှတ်ထားနော်အဲ့တော့သူ့ကိုမိကုန်းထုတ်ဖို့ chance အများကြီးပေးရင်မင်းတို့မေးနိုင်တဲ့မိကုန်းတွေကနဲသွားမယ်အဲ့တော့တာတာနင်းဦးလက်ကတာတာလို့ယွန်းတဲ့ကိုသားဆိုင်လို့ပြောထိုင်တာတာလို့ခေါ်ရမှာလားလို့မေးတဲ့မိကုန်းမလာတော့ရင်မိကုန်းနောက်ထပ်တိုးလာနော်ဒါကြောင့်မို့လို့ကိုမိကုန်းကိုခြံထားပြီးတော့မှပြောတော့လုပ်ပါနော်အဲ့တော့သူတို့ကနေပြီးတော့မှနောက်တစ်ခုပြောတဲ့အချိန်မှာနန်ကြီးဆန်ဒစ်ကာပေါ့နော်ဥမာအခုကတာတာဆန်ဒစ်ကာလို့ပြောလာတယ်ဆိုရင် तू ကဆန်ကိုသုံးတယ်လीနော်ဆန်ဆိုတဲ့ဟာကိုထည့်သုံးတယ် hi tata this လို့ပဲဖြေရမှာ။ tata san this တို့တော့မြန်မာကတော့ပြောနေကြမရှိဘူးလေနော်ကိုနာမည်တွေတက်ပြောတယ်လေနော်ပြောအရှိကကိုတို့မတို့ဦးတို့လည်းတက်ပြောတယ်လေနော်ဘာမှမဖြစ်ဘူးဂျပန်မှာကျတော့ဆန်လို့ပြောရင်ကိုစာမလို့ဆန်လို့ဆိုရင်ကိုနည်းနည်းလေးအပေါ်ကိုပြောတယ်လို့မျိုးဖြစ်တာပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်ဆန်လို့ဘာလို့ထည့်မပြောကြဟုတ်နော်အဲ့တော့တာတာတိုမိုချီမတ်လို့ပြောလာပြီးပြီပဲနော်သူကပြောလာတာတာဆန်ဒစ်ကနန်တိုယိုဝဲဘာဤဒစ်ကဘယ်လိုခေါ်ရမလဲအဲ့မှာတာတာတိုယွန်းတဲ့ကိုဒါဆိုင်ဟုတ်ပြီနော်တာတာတိုယွန်းတဲ့ကိုဒါဆိုင်ဆိုရင် okay ပါပြီအဲ့တော့ပြန်ဖြေတဲ့ပုံစံနဲ့မေးတဲ့ပုံစံနဲ့ဒီအခုလိုမျိုးကိုက်နေဖို့လိုတယ်အဲ့တော့ပြန်ဖြေမယ်ဆိုရင်မိကွန်းအတိုင်းဖြေပါမြန်မာမှာမင်းတို့အင်္ဂလိပ်စာဖြေခဲ့ဘူးပါတယ်မိကွန်းကိုကူချပြောတယ်မလားအေးမိကွန်းကိုကူချနော်မိကွန်းအတိုင်းပြန်ပြောဘာမှမတက်ဘူးဆိုတဲ့လူတွေဒီအဲ့တိုင်းမှတ်တာနန်တိုယိုဘဲဘာဤဒစ်ကတာတာတိုယွန်းတဲ့ကိုဒါဆိုင်နော်တာတာဒစ်တာတာတို့ယွန်းတဲ့ edis နော်အဲ့ဒါမျိုးတွေဖြေကြတယ်ပေါ့နော်အဲ့တော့ edis ဆိုတဲ့ဟာဒီကိုယ့်ဘက်ကပြောရင်ရတဲ့ခေါ်ဖို့ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တတ်တဲ့အတွက်ကြောင့်ခူဒဆိုင်လို့ပြောစေချင်တယ်နော်တာတာတို့ယွန်းတဲ့ခူဒဆိုင်နော်အဲ့တော့မိကုန်းကိုပြန်ပြီးတော့မှပြန်ကူးချပါအခုဒီမှာဆိုရင်တာတာဆန် this car ဆိုရင် hi tata this ဟုတ်ပြီနော် hi tata this ဆိုရင် okay ပြီလေနော်အဲ့ဒါကိုတာတာဆန် this တို့ကတာတာဆန်တို့မိုးရှိမဆိုပြောချင်တာဟိုလိုဒီလိုတွေစဉ်းစားခက်နေဆိုရင်မိကုန်းတိုင်းပဲပြန်ဖြေပါနော်သူမိကုန်းတိုင်းပြန်ဖြေရင်အဖြေဖြစ်သွားလိမ့်မယ်โอเคနော်အဲ့တော့နာမည်တွေပြောလာတဲ့အချိန်မှာကိုနာမည်ပြောရင်ဆန်ထည့်စရာမလိုဘူးကိုနာမည်ကိုပြောတဲ့အချိန်မှာပြီးတန်ထွက်နိုင်ရပြီပြီးရင်မပြောနိုင်ဘူးဆိုလို့ရှိရင်သူ့ရဲ့မိထားတဲ့မိကုန်းတိုင်းကိုပဲပြန်ဖြေနိုင်အောင်လုပ်ပါအဲ့တိုင်းပဲစဉ်းစားပါအဲ့ဒါဆိုရင်အင်တာဗျူးဖြေတဲ့အချိန်မှာမင်းတို့နားအဲ့ဟာကိုတေချာနားထောင်နေမှဖြစ်မယ်နော်တေချာနားထောင်နေဖို့လိုတယ်ဟုတ်ပြီနော်ပြီးရင်ကိုယ့်ရဲ့အသက်နဲ့မွေးသက်ကလေးကိုပြောမယ်နော်အဲ့တော့ပြည့်ခဲ့တဲ့အသက်ကိုပဲပြောပါတယ်မြန်မာမှာကအခု6လပိုင်းမှာ25နှစ်ပြည့်တဲ့လူက26နှစ်လို့သူတို့ပြောတချို့ကနောက်မနစ်က6လပိုင်းမှာ25နှစ်ပြည့်ခဲ့တယ်ဆိုရင်အခုချိန်ထိ28နှစ်ထဲရောက်နေပြီလေနော်26နှစ်ထဲရောက်နေ sorry 26နှစ်လို့ပြောကြတယ်ဂျပန်တွေကပြည့်တဲ့အသက်ကိုပဲပြောပါတယ်ကြော်နေကြီးနေတဲ့အသက်ကိုမပြောဘူးဟုတ်ပြီနော်ဒီထဲမှာတယောက်လက်ထောင်တာဘယ်သူလဲမသိဘူးဘာဖြစ်တာတက်နံပါတ်6ပါတက်ဆမ်ထက်တူနံပါတ်6ဘယ်သူလဲမှားပြီးထောင်တာတယ်နော်โอเคနော်ဟုတ်ပြီအဲ့တော့ကိုပြည့်ထားတဲ့အသက်ကိုပြောမယ်今25歳ですနော်今25歳です今21歳です今23歳です今နော်အဲ့ဒါမှကိုကအဲ့ဒါမဟုတ်ဘဲနဲ့22နှစ်ပြည့်ကန်နီးပြီဆိုရင်ပြည့်တော့မဲ့လောက်ပြောပြီးတော့22နှစ်ပြည့်ပါမယ်ပြောလို့ရအခု9လပိုင်း10လပိုင်း9လပိုင်းအင်တာဗျူးဖြေပြီးတော့နောက်1လ2လနေပြည့်မယ်ပေါ့ကွာထားကြပါအင်တာဗျူးကအခု9လပိုင်းမှာလုပ်တယ်ဆိုရင်10လပိုင်းမှာပြည့်မယ်ဆိုရင်ခိုတိုရှိနို8月に22歳になりますလို့ပြောရတာနော်အဲ့တော့ကိုကလို့ပြောတတ်လားကိုရင်မေးနော်အဲ့ဒါမဟုတ်ဘဲနဲ့22歳တည်းဆိုရင်ကိုကပြည့်ပြီးတဲ့အသက်ကတော့22နှစ်ဖြေလိုက်မိတာက22နှစ်လို့ဖြေလိုက်မိရင်
အင်တာဗျူးလုပ်နေတဲ့အချိန်မှာမင်းတို့ကိုရေးရဆိုရင်စာရွက်တွေကိုဆရာတွေကကြည့်နေကြမင်းကိုရေးရဆိုရင်လည်းအချက်နဲ့မင်းချက်နဲ့မှားသွားပြီဆိုပြီးသူတို့ကတန်တရားတွေဖြစ်ကုန်အသက်လိန်ထားတာလားကိုယ့်တက်ကိုတေချာမပြောတာလားဆရာမတွေဆရာတို့ဒီဖောင်တွေဖြည့်တဲ့လူတွေကပြီးရောလုပ်လိုက်အများကြီးပဲကွာစဉ်းစားကုန်ပြီးတော့အဲ့လူတွေက minus တွေဖြစ်ကုန်တတ်တယ်ဒါကြောင့်မို့လို့အသက်တွေကိုပြောတဲ့ချိန်ကြရင်ပြည့်ပြီးသားအသက်ကိုပြောပါပြည့်တော့မဲ့အသက်ကိုပြောခြင်းဟာချီဂါဆူနီနီဂျူနီဆိုင်နီနာရီမတ်နာရီမတ်ဆိုတဲ့ဟာဒီမှာနော်ဒါမှမဟုတ်လေ6လပိုင်းမှာ22နှစ်ပြည့်ခဲ့တယ်ဆိုပြည့်စာပဲရှိသေးတယ်ဆိုရင်လူကူကဆူနီနီဂျူနီဆိုင်နီနာရီမတ်တာ22နှစ်ပြည့်ခဲ့တယ်လို့ဒီလိုလက်ပတ်ပြီးပြောလို့လည်းရတယ်လွယ်ကူပြောချင်တယ်ဆိုရင်တော့နီဂျူနီဆိုင် this လို့ပြောဒါပေမဲ့သူတို့ကတစ်ခါကြာရင်မေးတဲ့မေးခွန်းတွေကlike it to နီဂျူဆန်ဆိုင်နီနာရီမတ်နဲ့ဒါမျိုးလည်းပြောတယ်နာရီမတ်ဆိုတဲ့ဟာကိုမှတ်ထားပါနော်နာရီမတ်ဆိုတဲ့ကရိယာကိုဖြစ်လာမယ်လို့လာသည်လို့ပြောပါတယ်နော်ဖြစ်လာမယ်ဆိုတာဒီဥစ္စာပြောအဲ့တော့မေးခွန်းကnon scientist က non scientist ကဆိုရင်တော့မေးခွန်းကိုဖြေနိုင်တယ်ဒါပေမဲ့ o equals to this ကလို့မေးလိုက်ရင်မဖြေတတ်တော့နော်အဲ့တော့ o equals to this ကအဲ့တော့အဲ့အတန်ကိုခွဲပြီးမှတ်မယ်ဆိုရင် equals to လို့ဆိုတဲ့ဟာကိုမှတ်ထားပါ equals to ဆိုတာ equals to this ကခွဲ equals to ဘယ်တစ်ခုလဲဘယ်လောက်လဲလို့မေးတဲ့ဟာမျိုးအဲ့ဟာကိုအရှိကယဉ်ကျေးအောင်သူများအသက်ကိုမေးတာဖြစ်ရင် o ထည့်လိုက်တယ် o equals to this ကလို့ပြောတယ်နော် o equals to this ကမေးလိုက်တယ်ဆိုရင်ဘယ်လောက်ဖြစ်ပါတယ်ဆိုပြီးပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တချို့တွေကအလွယ်မေးတယ်နန်းလေးပါလို့ပဲပြောတယ်နန်းလေးပါနော်တချို့ဆိုနန်းလေးပို့ပြီးတော့မှကိုကအလုပ်အင်တာဗျူးတွေပါတွဲပါနေတဲ့လူတွေဆိုရင်နန်းလေးပါနန်းဘိုနန်းလေးပါနန်းဘိုတဲ့နန်းဘိုတဲ့ပြောတာအသက်နည်းနည်းကြီးတဲ့လူတွေပြောတာနန်းဘိုဆိုတာ equal to this ကနဲ့အတူတူပဲနန်းဘိုဆိုနန်းဘိုဆိုပြီးတော့ပြောနော်နန်းလေးပါနန်းဘိုတဲ့ဆိုတော့မသိတော့နော်ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးကြီးလည်းမေးတတ်ပါတယ်ဆိုတာကိုနားလည်ထားပါ o equals to this က non scientist က nan လေးပါ equals to this ကနော်ဒီမှာ non scientist ကတော့လွယ်လွယ်လေးပဲလေနော် o equals to this က nan လေးပါ nan ဘိုဆိုရင်ဘယ်လောက်ရောက်ပြီလဲဆိုတဲ့ဟာမျိုးမေးပါတယ်နော်ကြအဲ့တော့ကိုယ့်ရဲ့အသက်ကိုမေးတဲ့ချိန်မှာပြောတဲ့ချိန်မှာအခုအသက်20သမားတွေပါကြတယ်နော်အသက်20သမားတွေကအသက်20ကိုဘယ်လိုပြောလဲဆိုတာကိုတေချာပြောပါနော် hatachi this နော် hatachi this ဆိုတဲ့ဟာကိုပြောဖို့လိုပါတယ်အိမာနန်ဆိုင် this နော် like it to နန်ကြီးဆိုင်နီနာရီမတ်နော်ဟုတ်ပြီနော်ခုနပြောလာမျိုးအဲ့တော့ကိုယ့်ရဲ့မွေးတက္ကရီကိုဆက်ပြောမယ်အဲ့တော့မွေးတက္ကရီကိုပြောတဲ့ချိန်မှာဝါတာချီနိုထန်ဂျိုဘီဝါဆိုပြီးတော့မှမွေးတက္ကရီကိုပြောတယ်ဝါတာချီဝနီဆန်နီဂျူနန်1月10日生まれですဒါမှမဟုတ်11日生まれですဟုတ်ပြီနော်ကိုကအဲ့မှာမွေးပါတယ်ဆိုရင်生まれနဲ့ပြောတယ်နော်今何々歳です20歳ဖြစ်တယ်ဆိုလို့ရှိရင်20ဖြစ်တယ်ဆိုရင်今20歳です今年の8月に22歳になりましたဒါမှမဟုတ်လေなりましたဖြစ်ချင်တယ်ဆိုလို့ရှိရင်今年の6月に22歳になりましたပြည့်ခဲ့ပြီဆိုရင်ဒီလိုပြောပုံပြောနည်းတွေအများကြီးရှိတယ်လို့ပြောတာနော်အဲ့ဒါထဲကကိုအဆင်ပြေတဲ့ဟာနဲ့ပြောလို့ရတယ်နော်โอเคပြီနော်အဲ့တော့ကိုအဆင်ပြေတဲ့ဟာကဘာဖြစ်မလဲကိုက M5 data M4 ပဲရှိသေးတယ်ဆိုရင်ကိုနဲ့လွယ်တဲ့ဟာကိုပြောအခုချိန်ကျမှအလွတ်ကျက်နေလဲပဲမိတယ်ဆိုရင်တော့ကြက်ပေါ့နော်โอเค私の誕生日はဘာဖြစ်ပါတယ်私はね月11日に生まれましたနော်အဲ့တော့သူတို့ကမေးလာမယ့်မေးခွန်းက誕生日はいつですかနော်いつ生まれましたかအဲ့တော့ကြက်ရမယ့်စကားလုံးတွေက生まれましたかဆိုတဲ့မွေးလာတဲ့ဟာ誕生日ဆိုတဲ့အခေါ်နော်ဒါတွေကတော့ M4 လောက်တိဆိုရင်အကုန်သင်ပြီးနေလို့ထင်ပါတယ်いつ生まれましたかနောက်တစ်ခုမေးတတ်တာက何年生まれですかဆိုပြီးမေးတယ်နော်何年လို့မေးတယ်何နော်ဒီဥစ္စာဘယ်နှစ်မွေးလဲဘယ်နှစ်ဖွာလဲပေါ့ခုနှစ်ကိုမေးတာလေ何年生まれですかဆိုရင်2000ခုနှစ်မှာမွေးတယ်ဆိုရင်2000年生まれですနော်2000年生まれましたဆိုပြီးတော့ပြောလို့ရတယ်နော်おいくつですかဆိုတဲ့စကားလုံးကိုမှတ်ထားပါအဲ့တော့ပုံမှန်အဖြစ်おいくつですかလို့လည်းမေးတတ်ပါတယ်โอเคအဲ့တော့အဲ့ဒါတွေကိုသိနိုင်ဖို့အတွက်ကနေ့ရဲ့အချိန်စည်းတွေကိုတခြားပြောနိုင်အောင်ပြန်ပြီးတော့မှကြည့်ကြပါနော်ဆွီတာချီတို့ဖူစုကာတို့မီကာတို့ယောကာတို့နေ့တွေ1ရက်2ရက်3ရက်4ရက်တွေကိုခေါ်ပုံခေါ်နည်းတွေ
နော်ကြက်ကြပါမရပါဘူး N4 သမားတွေထိရောက်နေတာတောင်ဟိုမှားဖြစ်နေတဲ့လူတွေအများကြီးရှိပါတယ်နော်အတန်ထွက်တွေကိုအဲ့တော့အဲ့ဒါကိုလှုပ်ထားပါပြီးရင်ရိုးပြီးတွေနော် QA get yobi this နော် Kayobi this Suyobi this ဘာဖြစ်လို့ဒါတွေကြက်ခိုင်းနေလဲဆိုတော့မင်းတို့ဂျပန်စာကိုတပတ်ဘယ်နည်းတင်တော့တပတ်ကို3ရက်တင်ပါတယ်နော်အဲ့တော့3ရက်လောက်ဆိုရင်ဘယ်လိုပြောမလဲမီကကန်လို့ပြောတယ်မလားနော်2ရက်လောက်တင်ပါဆိုရင်ဖူစကကန်လို့ပြောမယ်ရှူတရက်မှာတပတ်မှာဘယ်နှရက်တင်လဲတပတ်မှာ9ရက်တင်ပါဆိုရင် iska kan မပြောနိုင်ဘူးเนาะတပတ်မှာ issue kan ni nanichi kan gurai nihongo benkyou shimasu ka ဆိုရင် issue kan ni go nichi la ဘာလားအဲ့မှာဖြစ်နေပြီเนาะအဲ့တော့ဒီ level က M4 M5 level လေဟုတ်တယ်เนาะဆွီတာချီတို့ဖူစုကာတို့ရွတ်ရတာ M5 level လေ M5 level တောင်စာမကြည့်သေးဘူးဆိုလို့ရှိရင်ဂျပန်နိုင်ငံကို M4 နဲ့ခေါ်မဲ့အလုပ်တွေတို့တခုခုတွေကမင်းတို့ရွေးဖို့ခက်သွားလိမ့်မယ်နော်ဒါကြောင့်မို့အဲ့ဒါတွေပြန်ကြည့်ထားပါနော်အဲ့တော့ကြာအကြောင်းသွားတယ်ကျမဂျပန်စာတက်နေပါတယ်ဘယ်နေ့တွေသွားတက်တာတော့ဆွီယိုဘီခါယိုဘီမိုကူယိုဘီတက်ပါတယ်နော်နန်ယိုဘီနီအီကီမတ်စ်ကဒါမျိုးမေးလာဆိုလို့ရှိရင်ယိုဘီတွေမပြောတတ်တော့နော်နီချီယိုဘီလားဒိုယိုဘီလားဂက်စ်ယိုဘီလားပြောတတ်အောင်လုပ်ထားပါနော်နှုတ်ကြိုးနေအောင်ကြည်နေအောင်လုပ်ထားပါပြီးလို့ရှိရင်နေ့တွေကိုအခေါ်တွေဒီနေ့လားမနေ့ကလားနက်ဖြန်လားတပတ်ခါလားခေါ်တတ်ဖို့လိုတယ်နော်မခေါ်တတ်ပါဘူးအဲ့ဒါတွေလဲနော်အဲ့ဒါကြီးပြန်လုပ်ထားပါနော်ဖြိုးဆိုရင်မနက်ဖြန်ဆိုရင်အာချတာအရင်နေ့ရဆိုရင်ခီနိုမနေ့ရဆိုရင်ခီနိုဟိုအရင်နေ့ရဆိုလို့ရှိရင်ဘယ်လိုခေါ်တော့နော်တပတ်ခါကိုဘယ်လိုခေါ်လဲအာချတာကမနက်ဖြန်တပတ်ခါဆိုဘယ်လိုပြောလဲပြီးလို့ရှိရင်အပတ်စဉ်နေနော်ဒီတပတ်ခွန်ရှူနော်အရင်ဘက်ကဆိုရင်ဆန်ရှူနောက်တစ်ပတ်ဆိုရင် live shoe နောက်အပတ်ဆိုလို့ရှိရင် slide shoe ဒါတွေက M5 မှာအကုန်တင်ပြီးသားလေနော်အဲ့တော့အဲ့သုံးလုံးတွေကိုနဲ့ပြောကြရမှာနော် issue kan သူကမေးလာပြီ issue kan ni nanichi kan gurai benkyou shimasu ka gakko ni kayoimasu ka nihon gakko အခုပြောလိမ့်မယ်လေနော်ကျမကတော့ဂျပန်စာသင်တန်းကျောင်းတက်နေပါတယ်ကဲဟုတ်ပြီဂျပန်စာသင်တန်းကျောင်းတပတ်ဘယ်နှစ်ရက်သွားတော့မြန်မာလူဆိုရင်မေးရင်လေ issue kan niどのぐらい勉強しますか1週間に3日間ぐらいတော့သွားတယ်တပတ်3ရက်တက်ရတယ်ဘယ်曜日တွေသွားတာတော့နော်ဘယ်နေ့တွေကိုသွားတာအောင်ဆိုတနင်္လာအင်္ဂါဗုဒ္ဓဟူးသွားတယ် get 曜日ခါ曜日မိုကူ曜日သွားပါတယ်မဟုတ်တော့ဘူးကိုကျောင်းက get 曜日ဆွ曜日ခင်း曜日သွားပါတယ်ဒါမျိုးပြောတယ်လေအဲ့ဒါဆိုလို့ရှိရင်သူတို့ကလည်းမေးခွန်းနဲ့ဆက်မေးမယ်အရင်တစ်ပတ်ကဘယ်သွားခဲ့လဲဘယ်လိုဖြေမလဲကဲ先週どこに行きましたか先週ဆို先週ကိုမသိရင်ခက်လိမ့်မယ်နော်今週は何をやりますかအခုတစ်ပတ်ဘာလို့မလဲ来週はどのぐらいの予定ですか何を予定してますかဒီလိုပြော来週ဆိုတဲ့စကားလုံးနော်အဲ့တော့လတွေကိုပြောမယ်ဆိုလို့ရှိရင်လေ今月ဒီလနော်အဲ့တော့今月လို့အတန်ထွက်တဲ့လူတွေရှိသေးတယ်နော်အဲ့တော့တေချာလေးအတန်ထွက်နေအောင်လုပ်ပါ今月来月နောက်လ3月ကြက်ထားပါဟုတ်ပြီနော်ခုနှစ်တွေကိုပြောလို့ရှိရင်နော်ဒီခုနှစ်တွေနဲ့မင်းတို့အများကြီးပြဿနာတက်ကြတယ်အင်တာဗျူးတိုင်းမှာအဲ့ပြဿနာတွေရှိတယ်ကျောင်းသူကျောင်းသားတိုင်းနီးပါပဲနော်ဘယ်တော့အောင်တာတော့တက်ကတူဘယ်တော့ပြီးသွားတော့မနစ်ကကျောင်းထွက်လိုက်တယ်နော်မနစ်ကဆိုဘယ်လိုပြောရမှာမသိခိုတိုရှိလို့ပြောရမှာလားဖြိုးနယ်လို့ပြောရမှာလားလိုင်းနယ်တော့မဟုတ်တာတော့သိကြတယ်ခိုတိုရှိလို့ပါအဲ့ဒါရောပြီးပြောပလိုက်ရောပြောလိုက်တော့ခိုတိုရှိဒိုင်ကကူရမဲမတ်တာကိုကြီးရောက်စင်းထဲမှာဘယ်လိုရေးထားတော့မနစ်ကကျောင်းထွက်ထားတယ်လို့ရေးထားတယ်ဟာ तू ကဘာဖြစ်လို့ဘာတွေရှောက်ပြောနေပါလဲဆိုဒီဘက်မှာတန်တရားတွေဖြစ်လာတယ်နော်ဟုတ်ပြီနော်အဲ့တော့ကိုကမနစ်ကလို့ပြောချင်တာကိုမပြောတတ်တော့ဘူးဆိုရင်မနစ်ကခုနှစ်ကိုလာရွတ်လိုက်တော့နီဆန်နီယူဂွန်နဲဒိုင်ကကူရမဲမတ်တာဒါမျိုးပြောအခုဥပမာ M4 ကိုမနစ်က12လပိုင်းမှာအောင်ခဲ့တယ်ပြောမယ်မနစ်ကကိုပြောချင်တဲ့အခါကျတော့ဖြိုးနယ်နဲ့လည်းပြောလို့ရတယ်ဒီဘက်ကလူကလည်းမေးလိုက်တယ်ဖြိုးနယ်ယွန်ကိုကကူရှိမတ်တာနဲ့လို့ပြောတယ်နော်去年の12月N4合格しましたねလို့ပြောတော့去年ဆိုတော့そうですလို့ဟိုလိုဒီလိုပြောပြီးတော့မှမရတော့အဲ့တော့2025年の12月にN4を合格しましたဒါမျိုးပြောလို့လည်းရတယ်လို့去年の12月にN4を合格しましたじゃあ来年はそういうとは見えます来年はどうしますかဆိုရင်来年の7月မှာ N1 を受けますဒါမှ N2 を受けますဆိုတော့ဒီအသုံးလုံးတွေက M5 ထဲမှာရှိနေတဲ့နေ့လရက်နှစ်မွေးအခေါ်အဝေါ်တွေကိုသုံးနေတာနေ့စဉ်စကားလုံးတွေအင်တာဗျူးတွေမှာအဲ့
အဲ့တော့တချို့တွေကကိုဒါတွေပိုင်ပါတယ်လို့ထင်နေပေမဲ့လို့လေကိုရေးရဆိုရင်လည်းအဟာနဲ့မပိုင်ဘူးဖြစ်နေတယ်မှတ်ထားပါနော်မင်းတို့ကကိုရေးရဆိုရင်လည်းမှာဆီယာမကကျွန်တော်ဟာတွေဘယ်လိုရေးထားလဲဆိုတာမေးကြည့်ပါကိုတိုင်လည်းဘယ်လိုတွေဖြည့်ထားလဲဆိုတာကိုပြန်ပြီးစဉ်းစားပါနော်အဲ့ဒါတွေကိုကိုတိုင်ပြောနိုင်အောင်လုပ်ထားပါအဲ့ခုနှစ်တင်နဲ့နော်အဲ့ဟာနဲ့လုပ်ထားပါအဲ့တော့ထားပါတော့ဂျပန်သားကိုဘယ်တော့မှစတက်တာတော့2023年တက်ပါတယ်2023年から日本語を始めました勉強နော်ပြီးရင်ဂျပန်သားအောင်လက်မှတ်ကဘယ်တော့မှစအောင်တာတော့ N5 ကို Q နဲ့ရှိချီကစုမှာအောင်ထားပါတယ် JLPD ဒါမှမဟုတ် net test တွေဆိုလို့ရှိရင်9လပိုင်း10လပိုင်းနေရှိပါတယ်ဒီလိုတွေပြောရတော့မယ်အဲ့တော့ကိုကနီဆန်နီဂျူယွန်းနယ်နီနီဟွန်ကိုဘန်ဂီယိုရှိမစတာနီဆန်နီဂျူဂွန်နယ်လို့အဲ့ဒါမျိုးခုနှစ်တွေကိုအများကြီးရွတ်မယ်ဆိုရင်ဗဇက်ကတချို့တွေကခုနှစ်ကိုမှန်အောင်မရွတ်နိုင်ဘူးနော်နီဆန်နီဂျူဂွန်နယ်လို့ရွတ်ရင်2025လို့ထွက်ရမယ်ဟာကိုနီဂျူဂေါ်လို့ထွက်တယ်နီဂျူကော2025လို့သူကပြောတယ်2025ဆိုတော့ဘာပြောနေမှမသိဘူးလေနော်ဟုတ်ပြီနော်2025လို့ပြောကြတယ်တချို့ကျောင်းသူကျောင်းသားတွေမှားပြီးတော့မှာပေါ့နော်အဲ့ဒါဒီကိုလည်းပဲကိုဘယ်လောက်ထိပြောနိုင်တယ်ဘယ်လောက်ထိပြန်မှတ်မိတယ်ဆိုတာကိုအခုပြန်ပြီးဒီဟာပြီးသွားလို့ရှိရင်စာကြည့်ကြပါစာကြည့်နေရင်လည်းငါကိုရေးရဆိုရင်အကြောင်းကိုပြောမယ်ဆိုရင်ငါအောင်ခဲ့တဲ့နှစ်တွေ10တန်းဘယ်တော့အောင်တာတော့တက်ကတူဆက်တက်တာဘယ်တော့ကတော့တက်တူဘယ်တော့မှထွက်တာတော့ခုနှစ်တွေနဲ့လတွေနဲ့ကိုရေးရဆိုရင်အတိုင်းကိုပြောနိုင်အောင်လုပ်ပါနံပါတ်1နော်နံပါတ်2မွေးတက်ကရစ်တွေကိုပြောကြတော့မယ်မွေးတက်ကရစ်တွေကိုပြောတော့မယ်ဆိုရင်ခုနှစ်လရက်တွေအကုန်ရွတ်ရတော့မယ်ဆိုရင်ခုနှစ်လရက်တွေကိုငါဘယ်လိုရွတ်မလဲဆိုတာကိုလုပ်ပါကိုအသက်ကိုပြောတော့မယ်ဟာတာချီလာနီဂျူနီလာနီဂျူယွန်းလာနော်အဲ့တော့ခုနှစ်လရက်တွေကိုရွတ်တဲ့အချိန်မှာ20တို့22တို့20တို့24တို့28တို့ရွတ်တဲ့ပုံစံတွေကတစ်မျိုးအတန်ထွက်တယ်1နှစ်3လေးတွေကတစ်မျိုးအတန်ထွက်တယ်ဟုတ်ပြီနော်အဲ့ဒါတွေကိုတေချာရွတ်နိုင်အောင်လုပ်ပါအဲ့တော့ကိုကြီးရောက်တဲ့ဟာတွေမှာကိုကဂျပန်စာအောင်ထားတယ်ဆိုလို့ရှိရင်လည်းပဲဂျပန်စာအောင်ထားတဲ့နေ့ဆွဲရက်ဆွဲတွေကိုတေချာပြောနိုင်အောင်လုပ်ပါအဲ့ဒါနဲ့တိုက်ကိုက်နေအောင်ပြောဖို့လိုတယ်ကဲ okay အဲ့ဒါပြီးသွားရဆိုရင်အခုကိုလက်ရှိလုပ်နေတဲ့ဂျပန်စာကိုပြောတော့မယ်ဆိုရင်ဘယ်တော့မှဆက်တက်တာလဲနော်ဘယ်တော့မှဆက်တက်နေတာတော့ဘယ်လိုတက်နေတာတော့ဘယ်ရက်တွေကိုတက်နေတာလဲဘယ်လမှာတက်တောင်ဘယ်ဘက်မှာတက်တာတော့တစ်ပတ်ကိုဘယ်နှနာရီတင်တော့နော်နာရီတွေကိုမေးလာတယ်နော်အခုအသေးစိတ်တွေမေးတဲ့ကျုပ်ဖြူအကြောင်းတွေဆိုလို့ရှိရင်မေးပါတယ်နော်တစ်ပတ်ကိုဘယ်နှနာရီစာကြည့်လုံးတစ်ပတ်ကိုဘယ်နှနာရီတင်တာတော့တစ်ပတ်ကိုဘယ်နှနာရီကြောင်းသွားတာတော့ဟုတ်ပြီနော်ဒီလိုမျိုးတွေမေးပါတယ်အဲ့တော့မေးတဲ့အချိန်ကျရင်တစ်ပတ်ကိုတော့ငါကတော့စာသွားတင်တယ်ဘာစာအုပ်ကိုတင်နေတာတော့ဘာစာအုပ်နဲ့တင်တာတော့တချို့ကိုတင်နေတဲ့စာအုပ်မသိပါဘူးနော်မင်းတို့လည်းအခုဆရာမေးလိုက်မသိတဲ့လူအများကြီးထွက်လာလိမ့်မယ်မီနာနိုနီဟွန်းကိုနဲ့တင်နေတာလားရှင်းကန်ဆန်နဲ့တင်နေတာလားဘာနဲ့တင်နေတာတော့နော်တချို့တွေဘာစာအုပ်အဲ့စာအုပ်ထဲမှာအခန်းဘယ်လောက်ရောက်သွားပြီတော့နော်တကယ်တင်နေလားမတင်နေဘူးလားဆိုတော့သိဖို့အတွက်ကိုအခန်းမှာမေးတယ်တချို့က N5 တင်တယ်ဟုတ်ကဲ့ N5 ကအခန်းနံပါတ်ဘယ်လောက်ရောက်ပါပြီအခန်းနံပါတ်ဒီကလည်းဆရာတွေကအဲ့စာအုပ်တွေနဲ့တင်နေတာပဲလीနော်အဲ့တော့သူတို့အဲ့စာအုပ်ကဘယ်တစ်ပိုင်းအောင်ဆိုရင်သူအဲ့ဘိုင်းအောင်တော့သိနေပြီလားမသိဘူးလားဒါမျိုးတွေမေးပါတယ်တော့ပါပြီနော်အဲ့တော့ကိုယ့်ရဲ့တင်နေတဲ့စာအုပ်တွေရဲ့နာမည်တွေကိုထုတ်လုပ်ထားပါခေါ်ပုံခေါ်နည်းတွေကိုမှတ်ထားပါနော်ဒါဆိုလို့ရှိရင်ဒီနေ့ကတော့အင်တာဗျူးဖြေဆိုတဲ့နမူနာပုံစံမှာလေ့လာရတဲ့အပိုင်းကပထမဦးဆုံးအာရိစစုလုပ်တဲ့ချိန်မှာလန်းဆန်းတက်ကြွနေတဲ့မျက်နှာပုံမူရာနဲ့လုပ်ဖို့လိုတယ်ပြီးရင်ဂျပန်ယဉ်ကျေးမှုအရာပြောရမယ်စကားလုံး package တစ်ခုလုံးကိုပြောနိုင်အောင်လေ့ကျင့်ပါおはようございますこれからお世話になりますどうぞよろしくお願いいたしますဟုတ်ပြီနော်ပြီးတော့မှ OGK ဆိုတဲ့အယူတည်ပေးတဲ့ပုံစံကဒါကြောင့်ဒီလိုခါညွတ်ပြီးအယူတည်ပေးတာကိုနားလည်ထားပြီးတော့မှခါညွတ်ပြီးတော့မှအယူတည်ပေးတာကိုလုပ်ပါအယူတည်ပေးတဲ့အချိန်ဒီအယူတည်ပေးတဲ့အချိန်ကတသက်စကားပြောပြီးနှုတ်ဆက်တဲ့အချိန်ကတသက်နှစ်ခုတစ်ပြိုင်တည်းမလုပ်ဘူးဆိုတာကိုနားလည်ထားပါစိတ်လောပြီးတော့မှおはようございますလို့လုံးမိတာမျိုးမဖြစ်အောင်စဉ်းစားပါအဲ့တော့おはようございますどうぞよろしくお願いいたしますဆိုပြီးတော့မှအယူတည်ပေးပါတယ်ဆိုတာကိုနားလည်ထားပါပြီးရင်ဂျပန်လူမျိုးတွေဒီစကားပြောတဲ့အချိန်မှာယဉ်ကျေးစွာသုံးတယ်ဆိုတာကိုနားလည်ထားပြီးတော့ကိုနှိမ့်ချပြီးသုံးမလားမြင့်ပြီးတော့မှသုံးမလားဆိုတာကိုပြောနေတဲ့အချိန်မှာအင်တာဗျူးမှာငါ့ကိုယဉ်ကြီးသူတို့လည်းပြောနေတာပဲဆိုတော့စိတ်ကိုမှတ်ထားပါပြီးရင်ကိုကြက်ထားတဲ့စာတွေကိုအလွတ်ကျက်လာပြီးတော့မှပြောတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အမေးအဖြေပုံစံမျိုးဖြစ်အောင်သူ့ကိုလည်းပဲတစ်ဖက်ကအင်တာဗျူးလုပ်တဲ့လူကိုလည်းပဲစကားပြောဖို့အချိန်လေးကိုခွင့်ပြုပြီးတော့
ပြောဖို့အချိန်လေးပေးပါဟုတ်ပြီနော်ဂျီကိုရှိုကိုင်အိုနေဂိုင်ရှိမတ်လို့ပြောလာတာမျိုးပြီးလို့ရှိရင်နန်ဆိုင်ဒစ်ကာလို့ပြောလာတာမျိုးဒါမှမဟုတ်အိုအီကူစုဒစ်ကာလို့ပြောလာတာမျိုးနော်ဒါတွေမေးခွန်းတွေမေးလာတဲ့အချိန်မှာကိုယ့်ဘက်ကနေပြီးတော့မှအချိန်လေးတစ်ခုပေးပြီးတော့မှပြောနိုင်အောင်အချိန်ပေးထားပါโอเคအဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲနောက်ခါကြတော့မှကျန်တဲ့ခေါင်းစဉ်တွေကိုဆက်ပြီးတော့မှလေ့ကျင့်မယ်အဲ့တော့ဒီနေ့လေ့ကျင့်ထားခဲ့တဲ့ပုံစံကိုကိုယ့်ကိုအိမ်မှာပြန်လေ့ကျင့်ထားပြီးတော့မှအခုနေ့ရက်အချိန်အခေါ်အဝေါ်တွေကိုယ့်ရဲ့ကိုယ်ရည်ရွယ်နေတဲ့အချက်လေးတွေနဲ့ကိုက်ညီအောင်ပြောနိုင်အောင်လေ့ကျင့်လာကြပါအဲ့ချိန်မှာလည်းပဲခုနှစ်တည်းကြီးပဲပြောတာမဟုတ်ဘဲနဲ့ခွန်ရှူတို့လိုင်းရှူတို့ဆန်ရှူတို့ဆိုတဲ့ပုံစံတွေနော်ကျိုတို့ခီနိုတို့အာရှတာတို့ဆိုတဲ့ပုံစံတွေခွန်ကက်စုဆန်ကက်စုလိုင်းကက်စုဆိုတဲ့ပုံစံတွေခုနှစ်တွေကိုလည်းခိုတိုးရှိကျိုနဲ့လိုင်းနဲ့ဆိုတဲ့ပုံစံတွေကိုတေချာချာလေးပြောနိုင်အောင်သုံးနိုင်အောင်လုပ်ခဲ့ပါဒီဘက်ကဆရာတွေကမနစ်ကဒီနှစ်နောက်နှစ်အဲ့လိုမျိုးတွေပြောကြပါတယ်ခုနှစ်တွေနဲ့ပြောရင်ရှည်လွန်းတဲ့ခါကျတော့မပြောဘူးဆိုရင်ကိုယ်တိုင်ပြန်မပြောတတ်ဘူးဖြစ်လိမ့်မယ်နော်အဲ့ဒါတွေကိုလုပ်ခဲ့ကြပါโอเคအဲ့တော့နောက်ခါကြာလို့ရှိရင်ကျန်တဲ့အပိုင်းတွေကိုဆက်ပါမယ်